ဒီကနေ့မှာတော့ပြည်သက်ကြီးတို့ခန်းစားနားဆင်ရမယ့်ဇလံကောင်းလေးတစ်ပုဒ်ကတော့စာရေးဆရာတူရီစကားရှင်းသားထားတဲ့နေမောင်ပေါင်းဝေတော့ကြောင်နဲ့ရန်ဆွေဆိုတဲ့ဇလံလေးရဲ့အစာဆုံးကိုနားဆင်ရမှာဖြစ်ပါတယ်။ဇလံလေးကိုမစားတင်ခင်မှာကျမတို့ရဲ့ channel လေးကို like subscribe နဲ့အားပေးကြပါအောင်ရှင်။ဗီဒီယိုသစ်တွေတင်တိုင်းခန်းစားနားဆင်နိုင်ဖို့အတွက်လည်းဘေးနားကနူတီခန်းလောင်းလေးကိုနှိပ်သွားပေးကြပါအောင်နော်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုရင်တော့ဇလံလေးကိုအခုပဲစတင်လိုက်ပါပြီ။မိုးကုံပြီးစားရသေး၏ညနေစည်းစာရောင်များကမြည်ရပြင်ဖို့သို့ဖြာဆင်းလျက်ရှိတယ်။စောင်းဝေစာညနေစည်းစာသည်မြူနှင်းငွေများနဲ့ရှေးတန်းလျက်ရှိတယ်။မြည်ရပြင်တစ်လျှောက်တွင်ငွေရဟိုင်းချက်ခွက်ကလေးများတစ်ဖြက်ဖြက်ထားနေတယ်။မြူနှင်းမောင်များကြောင့်အလင်းရောင်ကမှုံမှုံမိုင်းမိုင်းများသာရှိကြတယ်။ကုံကြီးတဲ့မြေရိုရဲ့အရှိဘက်ကင်းရတဲ့တစ်လျှောက်မှာအုံးပေကွန်တီးပင်တော်များကမှမိုင်းညွညွရှိနေကြသလိုအနောက်ဘက်ကဲတဲ့တစ်ချောင်းမှာရှိသောကိုင်တော်ကြီးများကလည်းလေအဖီတွင်တီးအင်းနဲ့ရှိနေကြတယ်။ကုံကြီးတဲ့မြစ်သည်ဘူကလေးနေရာတွင်အဓိကကျသောမြစ်တဆင်းဖြစ်တယ်။တေးတရီဖြာပုံဖက်ရှိအေယာဝတီမြစ်မှာခွေထွက်လာသောဘူကလေးမျိုးတို့ရောက်သောအခါဝါလမြိုင်ကျော်ကြိုက်ပြီဖက်မှဆင်းလာသောကြိုက်ပြီမြစ်နှင့်ပေါင်းဆောင်ပြီးနောက်ပြင်တရီတစ်တော်များကိုဖြတ်တန်းကပင်လယ်ထေးသည်စီးဆင်းသွားသောမြစ်တဆင်းဖြစ်တယ်။မြေသည်မြောင်းမတောင်သို့စီးဆင်းလျက်ရှိရာအခုလိုမူအကောင်ဆောင်းကူးရာသီမျိုးတွင်တာယာလှပသောရှုခဲများနှင့်တင့်တယ်စွာရှိလေသည်။ပုဂ္ဂလိမျိုး၏အောက်ဘက်မှာလူနေရွာများသိမရှိလာသေးပေတစ်တောင်းများကသာနေရာယူဖုံးကွယ်ထားလေသည်။မြန်မာနိုင်ငံလွတ်လပ်ရပြီးခါစားချိန်1950ခုနှစ်ဝန်းကျင်ပင်မှုကျွန်းညိုကြီးအထက်ပိုင်းလာသာကြေးရွာငယ်များရှိပြီးကျွန်းညိုကြီးမှာအောက်ဘက်တစ်ကြောင်းမှာတော့ကနဆိုးတစ်တောင်းများသာရှိပါသည်။မြန်မာနိုင်ငံကိုအင်္ဂလိပ်နေချင်းများမတရားသိမ်းပိုက်ထားစဉ်ကာလကတစ်တော်ကြီးများကိုပြည်နယ်ရေးတစ်တော်ကျော်ဝိုင်းဟုအမည်သတ်မှတ်ကထင်းလေးစခန်းများဖွင့်လှစ်ခြင်းတစ်ကော့သမားများကိုလိုင်စင်များချပေးပြီးတိထုတ်ယူခွင့်များပြုခဲ့လေသည်အထက်ဖက်ရှိကျော်နယ်ပြင်ကလေးတင်များကိုတော့၎င်းတို့ကစိတ်ကြိုက်ထုတ်ယူကနိုင်ငံခြားသို့တင်ပို့ကြသည်တစ်ချောထက်အဖြစ်အသုံးမတည့်လာသောကနဆိုးတင်များကိုတော့ထင်းအဖြစ်အသုံးပြုရန်လိုင်စင်များချပေးခဲ့သည်တစ်ကုံမီယူရပေအခွန်ငွေများကိုသာအလုသမားများထံမှကောက်ယူလေသည်ဒီရတဲ့ရတစ်တော်ကြီးများ၌အဓိကပေါက်သောတစ်မှာကနဆိုးသေးဖြစ်ပြီးတခြားတစ်များကတော့လမှုလပဖြူကျနမတမတယောတင်ပေါရှင်မနေအစရှိသောတဲ့အမျိုးအစားများပင်ဖြစ်သည်တစ်ကော့သမားများကအဓိကခေါ်ယူသောတဲ့အမျိုးအစားကတော့ထင်းအဖြစ်သုံးတဲ့ကနဆိုးတစ်ပင်ဖြစ်လေသည်1950ခုနှစ်မတိုင်ခင်အချိန်ကာလလောက်ကဘူကလေးမျိုးအောက်ပိုင်းကျွန်းညိုကြီးလောက်မှာပင်ကနဆိုးတဲ့များပေါ်ပေါ်များများရတော့လေအင်္ဂလိပ်များနှိမ့်ဆက်သွားမှုတဲ့ကြောင့်မြန်မာနိုင်ငံလွတ်လပ်ရပြီးနောက်ပိုင်းကာလများမှာတော့ကျွန်းညိုကြီးလောက်မှာတင်ကနဆိုးတဲ့ကောင်ကမရနိုင်တော့ပေဖောင်ဝင်မြစ်ကိုကျော်၍မိမလာကျော်အစာရှိတဲ့ပြင်နရီတစ်တော်ကျော်ဝိုင်းနေနမိတ်ကိုရောက်သွားမှသာကနဆိုးတဲ့များရှာနိုင်ပေတော့တယ်ကျွန်းညိုကြီးနဲ့အရှိဘက်ကအနောက်ကများမှာတော့လေအိုင်းတို့သူများတဆရောက်လာကြရမှာတေးစုများမှသည်ရွာငယ်ဖြစ်တော့၎င်းရွာငယ်များမှတဖြည်းဖြည်းနဲ့ရွာကြီးများအဖြစ်သို့ရောက်လာတော့တယ်။လေအိုင်းတို့သောနေရာများမှာရှေ့ခင်ကတစ်တော်များဖြစ်ခဲ့သဖြင့်မြေစီမျိုးစကောင်းလာတယ်။တို့ကြောင့်တကူတကထော်ရက်စိုက်ပျိုးစရာမလိုပေစပါးစိုက်လို့ရလေတယ်။ကနဆိုးပင်များမရှိတော့တော့လေကနဆိုးတင်းငုံများချ၌စိုက်ပျိုးထားသောစပါးများမှာဖြစ်ထွန်းလာတယ်။တော်တော်လေးကနန်းညက်သည့်ထန်နှင့်တောထဲမှဆင်လာသောမြောက်အုပ်များရဲ့အန်ဒီစပါးမေးချင်ရောက်လေရောက်လာတဲ့စစ်တူရဲ့အုပ်များရဲ့အန်ဒီများကိုတော့ခံချရတယ်။တောပြောင်းသွားသည့်ဆိုတော့လေအတုံးမတည့်သောတစ်ပင်ကြီးများနဲ့တစ်ပင်များကနေရာနဲ့အပြား၌ကျန်နေတဲ့သဖြင့်လေကွင်းကြီးတက်တက်တော့မဖြစ်သေးပါသေး။တော်တော်လေးတကွန်းအနေထားများသာရှိတဲ့သဖြင့်မိမလာကျော်ဘက်မှကူးလာတဲ့တောစီအိုင်များနဲ့တောကောက်ကြီးများရဲ့အန်ဒီကလည်းရှိနေသေးတယ်။လေအိုင်တောကစားကမိမိတို့လေခွက်များနေနိုင်တာယာယီတင်များထိုး၍နေကြတော့လေနောက်ပိုင်းတောကောက်များ၏အန်ဒီများရှိလာတော့ကြောင့်တူကြီးမနေဝကြတော့ပဲနိဆက်ရချစ်ချင်းစူဝေးနေထိုင်ကြရမှတဖြည်းဖြည်းနဲ့တေးစုကလေးများဖြစ်လာကြတယ်။နောက်တော့တဖြည်းဖြည်းနဲ့များလာကရွာဖြစ်လာတယ်။ထိုရွာကိုကျွန်းညိုကြီးကိုဆေးပြိုလျက်ကျွန်းညိုကြီးရွာဟုပင်အလွယ်တကူခေါ်ခဲ့ကြရမှနောက်တော့ထိုအမည်တွင်ခဲ့လေတယ်။ရှေ့ခါကဘူကလေးမျိုးအပိုင်းတွင်တောရိုက်မြင်များလေကွက်များကိုအမည်ပြုလျက်ပေါ်ပေါက်လာသောကြေးရွာများတွင်ကျွန်းညိုကြီးရွာမှာအစောစောပေါ်ပေါက်ခဲ့သည့်ရွာတရွာဖြစ်ခဲ့လေသည်။
တော်တော်လေးရှေးကူပိုင်းကနေထိုင်ကြသူများမှာအသိပညာဖွံ့ဖြိုးမှုမရှိလာသေးပေရှေးရွယူဆဖြစ်သောစုံတဲ့ကဝဲအစရှိသည့်အဆွေလန်းများကလည်းရှိနေသေးတယ်။ကျောင်းမြို့ကြီးရွာမှာတီထောင်စားကအင်ချီတရားများသာရှိတော်လေအောက်ပိုင်းထဲမှာတော့စီကားသောရွာတရွာအဖြစ်ရှိခဲ့လေတယ်။ရွာတီစားကမြေကန်နဲ့အတော်ဝေးသောကုန်းပိုင်း၌ဖြစ်တယ်။ကန်းဆက်တကြောင်မှာတော့ဗိုလ်တရချုံနှင့်တစ်တော်များရှိလေတယ်။ကုန်းကြီးတဲ့မြေရှိဘက်မှာတော့တကန်ဓမြချောင်းအစရှိသည့်ရွာစုများကစီကားလေးရရှိနေခြင်းဖြစ်တယ်။အထက်ဘက်မှာအညာကုန်းသေးများတင်ဆောင်လာသောအညာလေးကြီးများကထိုရွာများထိရအောင်စုံစင်းလာကြကဈေးအောင်ကြတယ်။၎င်းတို့တွင်အညာဒေသထွက်ကုန်များဖြစ်သောပေမျိုးစုံစီထညံငရုတ်သည်ကျက်သောခရမ်းချက်သည်ဖယုံသည်ဖရဲသည်ခရမ်းသည်အစရှိသည့်တို့ကိုတင်ဆောင်လာကတောရွာများသို့လှည့်လည်ရောင်းချကြတယ်။၎င်းတင်ဆောင်လာသည့်ကုန်ပစ္စည်းများကုန်စည်အောင်ရောင်းချပြီးပါကအောက်ဒေသထွက်ကုန်များဖြစ်သောဆန်ငပီးငချောင်းငါပြရင်ထင်းပေါက်ချမ်းအစရှိသည့်ကုန်ပစ္စည်းများကိုတစ်ဖက်တင်ဆောင်ပြီးတော့အညာရက်သို့ပြန်ချလေတယ်။အညာကောင်သေးများသည်လေလှိုင်းလေပြင်းထန်သောမိုးရာသီ၌လာရောက်လေမရှိပေမိုးလေကင်းစင်သောရာသီဥတုအချိန်ရောက်မှသာကုံရောင်းကုန်ဝယ်အလုံးကအောက်ရက်သို့ဆင်းလာကြလေတယ်။၎င်းတို့သည်တူရဝင်တူရထက်လှည့်လျောင်းချရင်းနှင့်နောက်ဆုံးငပင်ငချောင်းပေါ်လာတဲ့ထင်းပွေးစခန်းများအထိရအောင်ဆင်းကြလေတယ်။ထိုအချိန်ကဖောင်ဝင်မြေမြောက်ဘက်ကမ်းလောက်မှသာရွာများရှိပြီးတောင်ဘက်ဖြစ်သောမင်းမလာကျောင်းအပါအဝင်ပြင်ရီတတော်ကျွိုင်းအတွင်းမှာတော့ရွာများမရှိသေးပေရေကြောကြီးချောင်းပြဲကြီးလဘတပံအစရှိသည့်ချောင်းများအတွင်း၌အစိုးရကလိုင်စင်ချပေးထားတဲ့ထင်းပွေးစခန်းကြီးများရှိကြလေတယ်။တစ်တော်များအတွင်း၌ဖြစ်စေကမူထိုထင်းပွေးစခန်းများမှာရွာထဲများတပွဲစီကားလာတယ်။အထက်ရမှဆင်းလာကြတဲ့ဆေးရောင်သောအညာလေးကြီးများကရွာများတော့မကပဲထိုထင်းပွေးစခန်းများရအောင်ဆင်ကြလေတယ်။ထိုစခန်းများမှာမိမိတို့တင်ဆောင်လာသည့်ကုန်ပစ္စည်းများမကုန်လျင်တော့အောက်သို့ဆက်ဆင်းကပင်လယ်ကမ်းခြေမှာရွာများဖြစ်ကြတယ်။ကနုံအေရာကမာဆာရှိတဲ့ရွာများရအောင်ဆင်းပြီးရောင်းချကြတယ်။ထိုရွာများမှာငါးပစော်ဖန်သောအဓိကလုပ်ငန်းများကိုလုပ်ကိုင်ကြသောကြောင့်ငပီငချောင်းပစော်ချောင်းငံပြရိအစရှိသောဒေသထွက်ကုန်များပေါ်များရရှိနိုင်ကြလေတယ်။အောက်ရဒေသရှိရွာများသို့ဇေယျအောင်ဇေဝေလာကြသောကုန်သည်လေးကြီးများတွင်ဘုကလေးမြို့နယ်ဘက်သို့အမြင့်တစေလာရောက်လေရှိသည့်ကုန်သည်လေးကြီးတစ်စင်းရှိလေတယ်။၎င်းအညာဆန်းလေးကြီးသည်တခြားရဲဒေသများသို့သာနှစ်စဉ်မြောက်သည်ရှိတော်လေဘုကလေးမြို့နယ်ဘက်ရှိတောရွာများဘက်ကိုတော့တနေ့တစ်ခါမှန်ရောက်လာလေရှိတယ်။အပေချောင်းဆိုသောဘုကလေးနယ်ဘက်တွင်ငပီငချောင်းအစာရှိသည့်ပင်လင်းကငပိများအဓိကထွေးသည့်နေရာများရှိသောကြောင့်ထိုညာဆန်းလေးကြီး၏အမည်မှာနဒီမင်းသားဟုအမည်ပေးထားကလှေပိုင်ရှင်လှေတကြီးရဲ့အမည်ကတော့ဥပန်ကောင်းဖြစ်လေတယ်။ဥပန်ကောင်းသည်အတန်50ကျော်ရွယ်ခန့်ရှိပြီးအသားညွန့်အရက်ကင်တူတူနဲ့ကတုံးကိုပြအောင်ရိတ်ထားလေတယ်။ကုန်းချိုက်သူမို့ပါဇက်ထဲမှာခွန်းရကိုတမြုံမြုံဝါလေးရှိပြီးတဘောမနောကောင်းလာသောလှေတကြီးတူဖြစ်တယ်။လှေပေါ်တွင်လှေထော်သား6ယောက်ပါပဲ။သူနဲ့အကူဖြစ်လိုက်လာသူနီမောင်နဲ့ဆိုလျင်အားလုံး9ယောက်ပါတယ်။ရှေ့တွင်2ယောက်နောက်တွင်1ယောက်ကလှေခက်ပြီးကျန်1ယောက်ကတမစင်ပေါ်မှာပေကိုင်းပေးတယ်။ကျန်3ယောက်ကလှေပတ်သူပတ်ထမင်းချက်သူချက်နဲ့နေမောင်ကတော့စင်းအင်းထွက်သောတာဝန်ကိုယူရလေတယ်။နေမောင်မှာအသက်20ကျော်ရွယ်ခန့်ရှိပြီးညောင်တုံမျိုးမှဖြစ်တယ်။ဥပန်ကောင်းနဲ့တမျိုးသေးလေးဖြစ်ရက်ဆွေရမျိုးလေးဖြစ်တာကြောင့်အောက်ရဲသို့ကုံရောကုံဝေထွက်တိုင်းအဖော်ဖြစ်ခေါ်သွားလေရှိတယ်။လှေတစ်ခေါက်ပြန်ရောက်တိုင်းဆန်စီစာငရုတ်ကျတော့ငချောင်းငပိစသည်တို့ပြင်လာဆင်အဖြစ်ငွေကြေးကိုလည်းပေးသဖြင့်နေမောင်တို့မိသားစုအတွက်လည်းအဆင်ပြေလာတယ်။နေမောင်မှာလူငယ်ပြီးတော်လည်းဖြစ်လက်သူဖြစ်တာကြောင့်အားကိုရတယ်။လေဖြင့်ခီးထွက်ရာတွင်လန်ခီ၌တွေ့ကြုံရသောအန်ဒီများအပြင်ရေချောင်းလေချောင်းများနှင့်ရာသီဥတုအခြေအနေပါကျွမ်းကျင်သူမို့တော်ရုံကိစ္စများဆိုလျင်ဥပန်ကောင်းအနေနဲ့ပြန်မကြည့်ရပဲနေမောင်နဲ့တော့မျက်နှာလွှဲထားလေးရှိတယ်။အထက်ရမှာအောက်ရသို့ကုံရောင်းစဲသူများမှာမိုးလေဝသကင်းနဲ့ဆောင်းတက်ရသည့်များမှာအစာပြုတ်ကနောက်တနေ့မိုးမကြမီတနွေလုံးကုံရောကုံဝဲထွက်လေးရှိတယ်။အထက်ကပါလာသောကုံများကိုအောက်ရမှာရောင်းအောက်ရမှာပါလာသည့်ကုံပစ္စည်းများကိုအထက်မှာပြန်ရောက်သဖြင့်အဆောင်အဆန်သွားလာလေးရှိကြတယ်။မိုးကုံသွားသည်နှင့်အရာဒီမြေရေကအထက်မှာအောက်ရသို့အဆောင်သားရှိပြီးအဆန်မရှိတော့ပါ
ထိုကအထက်မှအောက်သို့ဆုံဆင်းရသည်မှာတက်တာပြီးမျက်စမ်းတလောင်အောက်မှထက်သို့ပြန်ဆန်တက်ရသောအခါခီလန်တစ်လျှောက်လုံးရေဆန်ကြီးပဲဖြစ်တာကြောင့်ထိုအခါခက်တက်ကြီးအာကိုရမရတော့ပင်လေချောင်းတင်းလျင်ရွက်ဖွင့်တက်ကြပေလင်းမလာလျင်တော့ထိုဝါနေထိုးတက်သည့်နေရာထုံးကျိုးဖြင့်ဆွေ၍တက်တန်တက်ဖြင့်ခရီးဆက်ကြရတယ်ထိုအခါခွန်ကော့ဆန်းကော့တောင်းချရပေထိုဝါထိုကောင်းသူပိတ်ကန်ကောင်းသူများပါမှခရီးတွင်လေတယ်လေထိုးလွှားတိုင်းလူမိုင်လောက်ဟူသောစကားရှိတဲ့အတိုင်းခွန်အားကိုအစမ်းကောတောင်းချကပေမန်ကြီးစွာလောက်ရသောအလုံးများပင်ဖြစ်တယ်ဒီတစ်ခါမှာဥပန်ကောင်တို့အတွက်ပွေဦးထွန်းခီးစဉ်ဆိုကမမပါမိုးရသည့်ကလေးကစူဆောင်းတို့လောင်ထားသောကုန်ပစ္စည်းများကိုလှေဝမ်းအပြည့်တင်ကညောင်တော့မှအေယော်ဒီမြစ်ရိုးအတိုင်းစုံစင်းခဲ့ကြတယ်ရှေးစွန်ခရီးမို့တက်တာစုံစင်းကြရသောကြောင့်လေသမားများမှလှေခက်ရင်းနဲ့တချင်းတကြော်ကြော်နဲ့ပျော်နေကြတယ်မော်ကျွန်းတို့ရောက်သောအခါကြိုက်ပြင်းမြေဖက်မှဘက်ကဘိုးကလေးမျိုးတို့ရောက်အောင်ခရီးဆက်တယ်ဘိုးကလေးမျိုးသည်အရှိဘက်မှစီးဆင်းလာသောခုံကြီးတန်းမြင့်နှင့်အနောက်ဘက်မှစီးဆင်းလာသည့်ရာဆူတိုင်းမြေတို့ပေါင်းဆောင်ရောက်ချောငူပေါ်တွင်တည်ရှိလေတယ်ရာဆူတိုင်းမြင့်နှင့်ခုံကြီးတန်းမြေတို့သည်ဘိုးကလေးမျိုးတွင်ပေါင်းဆောင်ကြပြီးတောင်ဘက်ရန်နိုင်ရှိသောပင်လယ်ဘက်သို့ဆက်လက်စီးဆင်းသွားလေတယ်ဥပန်ကောင်တို့သည်ညနေပိုင်းအချိန်တွင်ဘိုးကလေးမျိုးတို့ရောက်လာကြသဖြင့်ချောငူထိပ်တွင်တညအိတ်နာကြပြီးနောက်တနေ့နေ့လေဘက်ရေကြချိန်ရောက်မှအောက်ဘက်သို့ဆက်လက်ဆောင်ဆင်းကြသည်လန်ခီ၌ရွာတော်များများကိုဖျက်ဆီးခဲ့ပြီးညနေဆောင်ချိန်လောက်တွင်ကျွန်းညိုကြီးသို့ရောက်ခဲ့ကြလေသည်။မှောင်ရီတန်းစအချိန်ဖြစ်တာကြောင့်တစ်တော်များဖြင့်ညှို့နေသောကျွန်းညိုကြီးကိုအဝေးမှလှမ်းမြင်ရကလေးကလွမ်းသလိုခံစားကြရသည်။ငါတို့ဒီဘက်ကိုလာတာတစ်ခါမကတော့ဒီကျွန်းကြီးကိုလှမ်းမြင်ရတိုင်းဘေကိုလွမ်းမှမသိဘူးစိတ်ထဲမှာလွမ်းလာသလိုပဲကွာ။လေခန့်နေနေတယောက်ကပြောတယ်။ထိုအခါဘေးနားမှာရှိနေသောတခြားတယောက်ကမင်းရလေကွာအင်္ဂါထွက်လာတာဆေးရမပြည့်သေးဘူးအင်္ဂါမိမနဲ့ကလေးတွေကိုတတိယနေပြီမဟုတ်လားအဲ့ဒီတော့ပြောလိုက်တယ်အဲ့ဒီလိုမဟုတ်ဘူးကွာရှေးကကျုံးကြီးကိုကြည့်ပြီးအလိုလိုနေနဲ့ကိုလွမ်းချင်တယ်လို့ဖြစ်လာတာကွာဒီကျုံးကကိုနဲ့ပါဆိုင်လို့မင်းကလွမ်းချင်ရတာလေအဲ့ဒါတော့ငါလည်းမသိဘူးလှေတကြီးပြောဘူးတာကတော့ကျုံးညိုကြီးဆိုတာတမိုင်းဝင်နေရတစ်ခုဖြစ်လို့နှက်ကြီးတယ်လို့ပြောတယ်အမှားမြေတစ်ခုခုလုံးမိတာနဲ့ချက်ချင်းဒုက္ခတွေ့တာပဲတဲ့ဟုတ်ရလားကွာဟုတ်မှာပေါ့ဒီကြောင့်ကဥရှင်ကြီးနဲ့ကိုရေစာချကျွေးခဲ့တဲ့နေရာလေတောင်ဘက်ကျောင်းထိပ်ဘက်မှာရေစာကျွေးတဲ့လှေဝဲဘိုက်ရကြီးတော့အခုထိရှိသေးတယ်အဲ့ဒါကြောင့်ဒီကျောင်းသားကိုညနေပိုင်းနေဝင်ရီတရောရောက်လာတဲ့လှေသမားတိုင်းလွန်ကျစ်တယ်လို့ဘာလို့ဖြစ်လာတာနေမှာပေါ့အဲ့ဒီလိုပြောဆိုကလှေကိုခက်လာကြရအောင်ကျောင်းထိပ်ပိုင်းသို့ဝင်ရောက်လာကြတယ်ရှေ့ရခင်ကတောမှာညို့နေအောင်ကောင်းလာပြီးစင်ရိုင်းကြာရိုင်းပေါ်လာတော့ကြောင့်ရခုကဲ့သို့နေဝီဒီယိုအချိန်မျိုးဆိုလျင်ဘယ်သူမှကျောင်းသားကိုမကန်ဝန်းကြတော့ပါတက်ကောက်လေမြောင်ရောက်နေကြလျင်လေနေမဆောင်ခင်တောပေါ်မှာပြန်ဆင်းကလှေကိုကမ်းမခွာပြီးမြစ်လေမှာထွက်နေကြရလေတယ်အခုတော့တော်လေပါသွားပြီးလေမြေချိုးဖြစ်ကလူများလေးရောက်လာကြပြီမို့ရခင်ကလာမဆိုးတော့ပါဥပန်ကောင်တို့စီးနေလိုက်ပါလာတော့လေချင်းမှာကျုံးညိုကြီးကျုံထိတ်တို့ရောက်တဲ့နေ့စီးစာရောင်များပြောက်ကတဖြည်းဖြည်းနဲ့အမောင်ရိပ်များတန်းလာလေတော့တယ်အဖကျွန်တော်တို့ဘီနေရာမှာစခန်းချရင်ကောင်းမလဲနေမောင်ကပြည့်စင်ပေါ်မှာတမကင်ပေးနေရင်ပေါင်မောပဝနာမထိုင်ကကုန်းစားနေတော့ဥပန်ကောင်ကိုလှမ်းမိလိုက်တယ်တစားပုံတောင်ကတုံးမှာမအိတ်နဲ့လို့ရှေ့ကလှေသမားတွေစားရှိတယ်လေကွေမိုးကွေရတဲ့နေရာမှာဝင်အိတ်ကြတာပေါ့ဒီလိုဆိုရင်ဒေါ်ဆက်တနေရာမှာဝင်အိတ်ကြတာပေါ့လူနေတဲ့တေးလေးပါလေးနဲ့နေရင်တော့ပိုကောင်းတာပေါ့ဒီကျုံပေါ်မှာရှိတဲ့ရွာကကန်ဆက်နဲ့အဝေးကြီးမှာဒီပမေကန်ဆက်မှာရှိတဲ့ဘူတေးကလေးပါလေးတွေ့ရင်တော့ကောင်းပါပဲအဲ့ဒီလိုပြောဆိုနေစဉ်လေဦးနဲ့တေးလောက်ရှိဒေါ်ဆက်တနေရာလောက်စီမှာအမောင်ထဲတွင်မီလွန်ကေတို့အယောင်တစ်ခုကကောင်းခဲ့ပေါ်သို့ပြန်တက်လိုက်အောက်တော့ကြလိုက်နေဖြစ်နေသည်ကိုလှမ်းမြင်ရတယ်ရှင်းမှာတော့မီးအောင်တစ်ခုလှမ်းမြင်ရတဲ့အဖရဲ့ဒီပမေမီးအောင်ကအပေါ်တက်လိုက်အောက်ပြန်ချသွားလိုက်နေအတော်ကလေးဆန့်နေဟေးဗမာလေးဟာဥပန်ကောင်ကကြပြကြရနဲ့ပေါင်းမိုးထင်းမှထွက်လာတယ်နေမောင်ကတမကင်နေရင်နဲ့မီးအောင်မြင်နေရတော့ကံဘက်ကိုလက်ညှိုးထိုးပြတယ်သူညောင်ပြတော့တောဘက်မှာမီလုံးကြီးကအပေါ်တက်လိုက်အောက်ပြန်ကျလိုက်နေလှုပ်ရှားလေးရရှိတယ်အဖအဲ့ဒီမီလုံးကဘာလဲငါလေးအတက်မပြောနိုင်ဘူးတို့လေကိုအဲ့ဒီကန်ဆက်မှာပဲကတ်ကွာဒီညအဲ့ဒီမှာပဲတညနားကြမယ်
အဲ့ဒီလိုဥပန်ကောင်ကပြောတဲ့ဖြင့်နေမောင်ကတက်မကိုဆွေးပြီးလေဦးကိုကန်ဆယ်ဘက်သို့ဥတီပေးလိုက်လေတယ်ကျွန်းတို့ကြီးကန်းချစ်တစ်ချောင်းမှာအမောင်ရိပ်ကြောင့်မြင်ကွင်းများမှာဝတ္တဝတာမြင်နိုင်တော့တယ်ချောင်းကန်ဆယ်သို့ကိုင်းချနေသောတစ်ပင်ကြီးများ၏အရှိတ်များကမကောင်းစွာတဲ့များကဲ့သို့အမျိုးမျိုးပြောင်းလဲလျက်ရှိတယ်သူတို့လေကန်ဆယ်သို့ကမ်းမိပြီးအတန်ကြားတဲ့အခါမှာစောစကလှမ်းမြင်နေရတဲ့မီးလုံးကြီးမှာပျောက်ကွယ်သွားလေတော့တယ်လေသမားများကလှေကျိုးချခြင်းထိုးဝါကန်ခြင်းကြောက်ကြခြင်းများပြုလုပ်ကလေကိုနေသားတကြပြုလုပ်ပြီးသောအခါမော်မော်ပပန်နဲ့ညစာစားတော့ကြလေတော့တယ်လှေဝမ်းအလယ်၌မိဖို့ရှိပြီးမိဖို့ဘော်တွင်လက်ဖက်ချောင်များခတ်ထားသောရင်တွေအိုးကိုတီးထားလေတယ်လေသမားအလုံးထိုမိဖို့အနီး၌ဝိုင်းထိုင်ကထမင်းစားကြလေတယ်ဘူကလေးစိတ်ကန်း၌ရှိစဉ်ပိုက်လေတစ်စင်းမှဈေးချွတ်ဖြင့်ဝေရွေးချက်ထားသောငါတလောက်ဟင်းနဲ့မှမွေးကြိုင်နေလေတယ်လေသမားအလုံးမှာတနေ့ကိုပင်ပင်ပန်းပန်းလောက်ကင်ခဲ့ကြသောကြောင့်အခုလိုအနားယူစားတော့ချိန်မှာတနေ့တပိုးဖြစ်တဲ့အထိစားတော့ကြလေတယ်အလုံးထမင်းစားကောင်းနေကြစဉ်မလန်မကန့်စီမှာတတောင်တောင်နဲ့လှော်လာသောလေတံကိုကြားရတယ်ပေါင်မော်အတွင်းမှာလှမ်းကြည့်လိုက်တော့လေအမောင်တို့ကဖုံးလန်းထားတာကြောင့်ကောင်းစွာမမြင်ရပါကောင်းခဲ့ပေါ်၌လာရမှုံပြပြရှိနေသဖြင့်လှေနေပတ်ဝန်းကျင်သို့ဝတ်တော်တော့လှမ်းမြင်ရတယ်ကြားနေရတော့လေတက်တန်ကတဖြည်းဖြည်းနဲ့နီးလာတယ်လေတက်တန်ကတယောက်တည်းလှော်လာတော့တက်တန်မို့စိုးရင်စရာတော့မရှိပါခဏကြာတော့လေကြီးနှစ်ဖေးကိုတွန်းခနေဝင်တက်လိုက်တော့အတန်ကြီးကိုကြားရလေတယ်ထို့ကြောင့်ဒီမောင်ကပမောမှာချိတ်ဆွဲထားတဲ့မီးရင်ကိုဖြုတ်ပြီးဘေးသို့ထွက်ကငုံကြည့်လိုက်တယ်။ဦးစွာလှေရလျံကိုလှမ်းကင်ထားတဲ့လက်တစ်ဖက်ကိုမြင်ရတယ်။ဟင်လှေလျံကိုကင်ထားသောလက်မှာအသက်အရွယ်ကြီးလာတော့အဖေါ်တယောက်ရဲ့လက်မျိုးကဲ့သို့အကြော်ပြိုင်ပြိုင်အယိုးပြိုင်ပြိုင်ထက်ကပင်ကလေးရရှိတယ်။နေမောင်ကမီးရင်ကိုမြောက်ပြီးအောက်သို့ငုံကြည့်လိုက်တယ်။လှေကြီးနှစ်ပေပါလှေငယ်တစ်စင်းရှင်ပြီးကတ်ထားတယ်။လှေဝမ်းအလေလောက်မှာအဖေါ်တို့ထိုင်နေတယ်။ကောင်းကမောမကြည့်တဲ့ဖြင့်ကျိုးတော်ကျဲတဲ့စပင်ဖြူချိုးကိုသာမီးအောင်ဖြင်းမြင်ရတယ်။အဖေဘာလို့ကျင်းလို့လဲ။ထမင်းမစားရသေးလို့ထမင်းရှိရင်နင်းနေလောက်ပေးပါကွယ်။အဲ့ဒီလိုအောက်ကဦးကောင်းမောမကြည့်ပဲအတန်ကတုံကရင်နဲ့လှမ်းတောင်းတာကြောင့်နေမောင်ကလေသမားတယောက်ကိုထမင်းနဲ့ဟင်းထိပေးရန်လှမ်းပြောလိုက်တယ်။ဘာလဲလဲ။ဥပန်ကောင်းကထမင်းဆိုင်လှမ်းမိတယ်။အောက်မှာဖွားကြီးတယောက်ထမင်းတောင်းနေလို့ပါ။ဒိုးရလေကြီးလည်းရင်ကိုလှမ်းဆွေးထားတာသူ့လက်လားဟုတ်တယ်ပါဒီလောက်အမြင့်ကြီးကိုသူ့လက်နဲ့လှမ်းဆွေးထားတာတော့မှမင်းကမြဲမိသေးဘူးလားဟင်သူ့လေထဲမှာထိုင်နေရလားမတက်ရက်နေရလားထိုင်နေတာပါဒိုးလေအမြင့်က4တောင်လောက်ရှိတယ်သူ့လက်ကတထောင်ကျော်ပဲရှိတာဘာကြောင့်လှမ်းဆွေးထားနိုင်တယ်ဆိုတာကြည့်ပါအောင်လားဥပန်ကောင်ကထမင်းစားနေရင်မှလှမ်းပြလိုက်တာကြောင့်နေမောင်ကအောက်ကိုငုံကြည့်လိုက်တယ်ဥပန်ကောင်ပြောသလိုပါလှေငယ်ထဲမှာထိုင်နေတဲ့အဖွားကြီးကတာမန်ထက်ပိုရှင်နေတဲ့လက်တစ်ဖက်နဲ့လှေကြီးအပေါ်ကလက်ရန်ကိုလှမ်းဆွဲကင်ထားခြင်းဖြစ်တယ်။ကောင်းလေးမင်းကငုံကြည့်မနေနဲ့။ तू ကမောကြည့်လိုက်ရင်ကြောက်စရာကောင်းတဲ့မျက်နှာကိုတွေ့ရမှလဲနေအောင်မေ။ဒါဖြင့်ဘယ်လိုလုပ်ရမလဲဗျ။ပြေကလေးပါလေးရွှတ်ပြီးနှင်းပြစ်လိုက်ပေါ့ကွာ။ထိုအခါနေမောင်ကသူရထားသောဂုံတော်နဲ့ပြိအိမ်များကိုခတ်တော့ရွှတ်ဖက်လေတယ်။သူပြည့်ရွတ်နေစဉ်ကြံလေသမားများကလေထမင်းဆက်မစားကြပဲအခြေအနေကိုလှမ်းကြည့်နေကြတယ်။အချို့ကလည်းရရပိအိမ်များကိုရွတ်နေကြတယ်။ထို့သောပိအိမ်များရွတ်ဖက်လိုက်တဲ့အခါမှာလှေကြီးနှမေမှာရှင်ပြီးတော့ကတ်ထားတဲ့လှေကလေးမှာတဖြည်းဖြည်းနဲ့ကွာသွားလေတယ်။သို့တော့ရှေလျားတဲ့လက်တန်းကြီးကလှေနှံကိုဆွေးမြေ့ဆွေးထားလေတယ်။ထွေသွားပြီလား။ဥပန်ကောင်းကလှမ်းမိတယ်။လှေကကွာသွားပြီးလက်ကဆွေးထားတော့ပဲခက်တဲ့တိုင်နဲ့ရလိုက်ရမလားဗျ။အဲ့ဒီလိုရိုက်လို့ဘေးပြောက်မလဲ။တခြားကုံတော်တွေရွှတ်လို့မခွာရင်တန်ဖို့တွေကထားကိုသာရွှတ်လိုက်ဒင်းပြေးလိုက်မယ်ကေအလုံးဝိုင်းရကြဟိအဲ့ဒီလိုပြလိုက်တဲ့ဖြင့်နီမောင်ရောလေသမားများပါတန်ဖို့တွေကထားတော့ကိုတန်ပြိုင်ရွှတ်လိုက်တော့မှတန်ဖို့တွေကထားတဲ့ပုံဆောင်းသွားတာနဲ့လှေနှံကိုဆွဲကင်ထားတဲ့လက်တံရှည်ကြီးမှာပြုတ်ကျသွားပြီးနောက်လှေကလေးမှလည်းရှည်စီအတိုင်းတွဲ၍မျောပါသွားလေတော့တယ်ထိုအခါမှပဲအလုံးတက်ပြင်းချနိုင်တော့တယ်အဲ့ဒါပါလေပါနာနာဘောတွေဖြစ်မှာပေါ့ကွာဒီနေရာတွေကနေမြေကျဲပုံရတယ်ရောက်တော့မရောက်သေးဘူးအချောင်းလက်ခံနေရပဲအခုတော်သေးတာပေါ့အရင်ကဆိုရင်ကြောရံနာကိုတော့ကက်လို့ရတာမဟုတ်ဘူးဒါပေမဲ့ဘာမှကြောက်စရာမရှိဘူးငါတို့မှာလုံခြုံစိတ်ချရတဲ့
ပရိတ်တော်ခုံတော်တွေရှိတာပဲအကြောင်းရှိရင်အောက်ကိုလို့ရတာပဲနာနဘောဆိုတဲ့ဝိညာဉ်လောကသားတွေကတော့ကိုမျက်စိနဲ့သာမမြင်ရတာကိုယ့်ပတ်ဝန်းကျင်မှာအများကြီးရှိတာပဲဒါဖြင့်ကျွန်တော်တို့စောစောကနာနာဘောကိုမြင်လိုက်ရတာဘာကြောင့်လဲကုသကန်နေလို့လားလေသမားတယောက်ကမေးတယ်ကန်နေတိုင်းသာပရာလောကသားတွေကိုမြင်နေရရင်လူအတော်များများကပရာလောကသားတွေကိုမြင်နေရမှာပေါ့အဲ့ဒီတော့မဟုတ်ပါဘူးပရာလောကသားတွေကိုမြင်ရတယ်ဆိုတာအကြောင်းဆက်တစ်ခုရှိလို့ဖြစ်မှာပါဘလို့အကြောင်းဆက်လဲပါအဲ့ဒါတော့အခုလောလောဆယ်ဘေးတိမှာလေနောက်တော့မှသိချင်သိရမှာပေါ့ကေမင်းတို့လေတင်းနေကိုပင်မလာကြတယ်စားတော့ပြီးအိတ်ကြပြီတော့မိခင်တော့ဖျားစာတရားစာလေးတွေရွတ်ဆိုပြီးမှအိတ်ကြဟုတ်ကဲ့လေတကြီးထုံတော့လူစုခွေကအတီးတီးအိတ်ရောင်ဝင်ကြလေတော့တယ်အမောင်တို့ကပုံအုပ်ချက်တစ်ခုလုံးဖုံးအုပ်ထားလေတယ်အပြင်ဘက်မှာလားရောင်နေငယ်ရှိတော့လေမိမိတို့ပုံအုပ်ချက်တစ်ပိုင်းမှာတော့အမောင်တို့ကပိမ့်ပိတ်နေအောင်ကစီးထားလေတယ်အိပ်ပျော်နေရမှာနားထဲမှာကြားလိုက်ရတဲ့အတန်ချောကြောင်လန်နိုးလာတယ်ကြည့်လိုက်တော့သူ့နှစ်ဘက်မှာအိမ်နေကြတယ်လေသမားများမှာတရားမှမနိုးကြပါအချို့ဆိုရင်ဟောက်တန်များထွက်နေတဲ့အထိနှစ်နေချာချာအိမ်မောကြနေကြတယ်ရေကြချိန်ဖြစ်တာကြောင့်ရေစည်းတန်များကိုအတိုင်းသားကြားနေရတယ်နှင်းမောင်နှင်းငွေများကိုတေဆောင်လာသောလေကလေပေါမောမှာအတွင်းသို့တိုးဝင်လာရောက်ချမ်းစိမ့်စိမ့်ဖြစ်နေတယ်စောစောကအိပ်ပျော်နေစမှာအမတ်တမေကြားလိုက်ရသောအတန်မှာကန်ဆာဖတ်စီမဖြစ်တယ်လှမ်းကြည့်လိုက်တော့တစ်တော်များသာတွေ့ရပေတခြားဘာမှမမြင်ရပါတော်တော်လေးစိတ်ထဲမှာမတင်ခါတာကြောင့်နေရာမထကစောစောကအတန်ကြားရပတ်တော့စဝေးစဝါနဲ့လှမ်းကြည့်တဲ့အခါမှာတော်ဆက်ရှိတစ်ပင်တပင်ပေါ်မှာဝင်းလန်းနေတဲ့အရာတစ်ခုကိုသတိပြုမိလေတယ်ကန်ဆာမှာပေါင်နေတဲ့တစ်ပင်မှာကပလာပေတပင်ဖြစ်ပြီးရှေ့ဆက်သို့တိုင်းကျနေလေတယ်နေမောင်လိုင်းမြင်နေရတဲ့ဝင်းလက်တောက်ပြောင်နေတဲ့အရာကထိုတစ်ပင်ချားထဲမှာဖြစ်တယ်နေမောင်ကအမောင်ထဲမှာမို့အသေးအခြားကြည့်နေစဉ်ထိုအရာကတနေရာမှတနေရာသို့ရွေရှားသွားလာလျက်ရှိတယ်တောတတော်တကောင်ကောင်ဖြစ်မိတယ်နေအဲ့ဒီလိုတွေကအဲ့ရနှစ်ပင်နာမှာချထားတဲ့နှစ်တောက်ထိုးလက်နေတဲ့မိကိုယူပြီးထိုနေရာသို့ထိုးကြည့်လိုက်တယ်အလေးရောက်ဖြင့်ထိုးကြည့်လိုက်တော့လေတစ်ပင်ကွာကြမှာဘာမှမတွေ့ရပြန်မှာတို့ကြောင့်လက်နေတဲ့မိကိုပြန်မိတ်ရွေ့ကြည့်တဲ့အခါမှာစောစကတစ်ပင်ကွာကြမှာလှုပ်ရှားသွားလာနေတဲ့အလေးရောက်နှစ်ခုကိုမြင်တွေ့ရပြန်နေထိုအချိန်မှာပဲဥပန်ခေါင်းကချောင်းဟက်ပြီးအဲ့ရမှထားလာတယ်နီမဘာထိုင်လုံးနေရလဲဟိုတစ်ပင်ပေါ်မှာဘာလည်းမသိပါဘူးနေမလက်ညှိုးထိုးပြရတော့ဥပန်ခေါင်းကလှမ်းကြည့်တယ်ဝင်းလန်းနေတဲ့အရာတစ်ခုကိုတွေ့တဲ့အခါမှာမီးအောင်နဲ့လှဲထိုးကြည့်စမ်းကွာအဲ့ဒီလိုပြတဲ့ဖြင့်နောက်တစ်ချိန်မီးအောင်ဖြင့်လှမ်းထိုးကြည့်လိုက်ပြန်တော့လေထိုနေရာမှာဘာမှမတွေ့ရပြန်မှာမီးစောက်တဲ့တွေများလားဥပန်ကောင်ကတိုးတိုးရေရွတ်တယ်မီးစောက်တဲ့ဆိုရင်လေထဲမှာလွင်မျိုးနေမှာမဟုတ်ဘူးလားပါအခုမြင်နေရတာကမီးစောက်တဲ့မျိုးမဟုတ်ဘူးတရဝတကောင်ကောင်ရဲ့မျက်လုံးနဲ့တူတယ်မကျင်းတဲ့သဖြင့်နောက်တစ်ချိန်မီးအောင်ဖြင့်လှမ်းထိုးကြည့်တော့လေတစ်ပင်ပေါ်မှာအလေးရောင်ကပျောက်သွားတယ်ဒါဟာရိုးရိုးမီးစောက်တဲ့မဟုတ်နိုင်ဘူးတရဝတကောင်ကောင်နဲ့သက်ဆိုင်တဲ့မီးစောက်တဲ့ပဲဖြစ်မှာပဲငါထင်တာမှန်ရင်တော့ဟန်ကြပြီအဲ့ဒီတော့ပြောဆိုရေရော့ကပေါင်မော်တွင်ပိုက်တော့ပြန်ဝင်သွားတယ်ခဏကြာတော့သူသွားလျာအမြင့်ယူဆောင်လေးရှိတော့ဆေးလွေအေးကြီးကိုယူလာတယ်နီမောင်မီးထိုးပြစမ်းအဲ့ဒီတော့ပြောတဲ့ဖြင့်နီမောင်ကလက်နေဓမီဖြင့်ထိုးပြတယ်ဥပန်ကောင်ကလွှဲရည်တွင်မှဆေးကုန်းအိတ်ကိုထုတ်ယူလိုက်တယ်ထို့နောက်ဆေးကုန်းအိတ်အလေးစင်မှအဝတ်စားအနက်တစ်ခုကိုထုတ်ယူလိုက်ပြီးနီမောင်ကိုလှမ်းပေးတယ်ရော့ဒီဆေးဘဝကိုမင်းမျက်လုံးမှာပိတ်စီးပြီးတော့စောစကနေရာကိုလှမ်းကြည့်လိုက်စမ်းအဲ့ဒီလိုပြတဲ့ဖြင့်နေမောင်ကထိုဘဝနဲ့ကိုမျက်လုံးနေရာ၌ပိတ်စီးပြီးစောစကနေရာတော့လှမ်းကြည့်လိုက်တယ်ထိုကစောစကလှမ်းမြင်ရတဲ့အလေးအောင်တစ်ခုပြောက်သွားပြီးအော်ဖေးကောင်းလာတဲ့မြင်ကွင်းကိုမြင်ရလေတယ်တခြားမဟုတ်ပါခန္ဓာကိုယ်တစ်ခုလုံးအယိုးစုဘဝရောက်နေပြီးဦးကောင်ကအကောင်ပကတိအတိုင်းရှိနေတော့ကြောင်တဲ့တကောင်ကိုတွေ့မြင်ရတော့ကြောင့်ဖြစ်တယ်ကြောင်မကိုခန္ဓာကသာအယုစုဘဝရောက်နေတော့လေဥကောင်ပိုင်းကတော့တရှိကြောင်တကောင်အလောင်းလှုပ်ရှားလျက်ရှိနေသေးတယ်ဟဲ့ဘာမြင်ရသလဲနေမောင်ကြောင်တဲ့တကောင်ကိုတွေ့ရတယ်ပါဘာထူးတယ်လဲထူးတယ်ပါခန္ဓာကိုယ်တစ်ခုလုံးအယိုးကျနေပြီးခေါင်းကအကောင်တိုင်းမရှိသေးတယ်ဟဲ့ကိုကသာအယိုးကျနေပေမယ့်မျက်လုံးတွေကအကောင်တိုင်းမရှိနေသေးတယ်သူတစ်ပင်ပေါ်တက်ပြီးကျွန်တော်တို့လေကိုလှမ်းကြည့်နေတယ်ဒါအမှန်မေးလား
မင်းမျက်နှာပေါ်ကစီထားတဲ့ဘဝကိုငါ့ကိုခဏပေးစမ်းအဲ့ဒီလိုဥပိုင်ခေါင်ကနေမောင်မျက်နှာပေါ်မှာစီထားတဲ့ဘဝကိုယူပြီးသူ့မျက်နှာပေါ်သို့စီကစောစောကအလင်းအောင်မြင်နေရသောနေရာကိုလှမ်းကြည့်လိုက်တယ်သူကြည့်တဲ့အချိန်မှာတစ်ပင်ပေါ်မှာဘာမှမရှိတော့ပါဟင်တွေ့ရသလားဗျငါကြည့်တော့တစ်ပင်ပေါ်မှာဘာမှမတွေ့ရတော့သူတစ်ပင်ပေါ်ကပြန်ဆင်းသွားပြီဗျအဲ့ဒီတော့နေမောင်ကပြောလိုက်တဲ့ဖြင့်ဥပန်ခေါင်ကမျက်နှာပေါ်မှာအဝတ်နဲ့ကိုပြန်ဖြုတ်ပြီးနောက်စေကောင်းရည်ထဲကိုပြန်ထည့်ထားလိုက်တယ်အဘစောစောကမြင်လိုက်ရတာဘာလဲစောစောကမင်းမြင်လိုက်ရတာကြောင်နဲ့မြုပ်တွေပဲဖြစ်ရမယ်ကြောင်နဲ့မြုပ်တွေဆိုတာဘယ်လိုအမျိုးလဲပါကြောင်နဲ့ဆိုတော့မူလထက်ကတိတ်တိရှိတဲ့တတော်မျိုးပဲသို့တော်လေအနက်ဆိုတဲ့အဓိပ္ပာယ်ကတော့မကောင်းတဲ့ဘက်မှာအကျိုးပြုလေတော့အများအဖြစ်တော့ကြောင်နဲ့တွေကိုလေမကောင်းဆိုးရတွေစစ်တမန်အဖြစ်အလုံးကတတ်မှတ်ထားကြတယ်ကြောင်နဲ့မြုပ်တွေကဘယ်လိုပတ်သက်တာလဲကြောင်နဲ့ရဲ့မူလသဘောကတလေးလာနှစ်ကနန်းနဲ့စနေနဲ့ခုနှစ်ကနန်းတစ်ခုပေါင်းထားတော့နဝင်းတက်ဖြစ်ပြီးဂမ်ဘီရာဆန်တဲ့တရားတွေတင်းမှာပါတယ်။ကြောင်နဲ့ရဲ့မူလသဘောကလှုပ်ဝက်နေနေချင်းကိုဆောင်နေ။အမြုပ်တွေဆိုတာကတော့ကြောင်အကောင့်တရားတစ်ထောင်မှတောင်တကောင်ပါဖို့ခရင်နေတိတ်တိရှိတဲ့အရာမျိုးပေါ့။ဟုတ်ကဲ့။အခုလိုတဲ့အသုံးပြုနေတဲ့ပလေးဆိုတာကမာကောင်ကဖြစ်တဲ့အမြုပ်တွေတဲ့တစ်မျိုးပဲ။အဲဒီလိုအမြုပ်တွေတဲ့ဖြစ်နိုင်တဲ့အခြားအရာတွေလည်းရှိသေးတယ်။ဘာတွေလဲဗျ။အမြုပ်တွေတဲ့ဆိုတာသက်ရှိတရားတွေမှာဖြစ်တယ်လို့တစ်ပင်တွေတိမ်တိုက်တွေကောင်းခရံမှာလည်းဖြစ်နိုင်တယ်အဆမ်းပါလားစင်ဦးကင်းမှာဖြစ်တဲ့အမြုပ်တေတံဝက်စစ်မှာဖြစ်တဲ့အမြုပ်တေတံမွေဦးကမှာဖြစ်တဲ့အမြုပ်တေတံကြောင်မျက်လုံးမှာဖြစ်တဲ့အမြုပ်တေတံခယူသင်းမှာဖြစ်တဲ့အမြုပ်တေတံငါဥကောင်းထဲမှာဖြစ်တဲ့အမြုပ်တေတံအပြင်ဝါပင်ကဖြစ်တဲ့အမြုပ်တေတံနဲ့ကောင်းခရံတိမ်တိုက်တွေမှာဖြစ်တဲ့အမြုပ်တေတံဆိုပြီးအလုံး9မျိုးရှိတယ်အများကြီးပါလားအဲ့ဒီ9မျိုးမှာကျန်းနေရှိမျိုးကလူတွေနဲ့ထိုက်တန်ရင်သုံးဆွေခွင့်ရနိုင်ပေမယ့်ကောင်းခရမှာဖြစ်တဲ့အမြုပ်တွေတက်ကတော့လူတွေသုံးဆွေခွင့်မရပေနဲ့ဒီပတောင်တွေကသာယူငေသုံးဆွေခွင့်ရှိတယ်။ဒါဖြင့်ကျန်းနေမြုပ်တွေကရောအလုံးတိတ်တိရှိတာပဲလားအဖအမြုပ်တွေတဲ့အတိုင်းမှာတော့တိတ်တိရှိတာကြီးပါပဲ။ဒါကြောင့်လူတွေသုံးဆွေခွင့်ရတဲ့ပလေးကိုယ်တော်မှာယတနာ9ပါးယတနာ10ပါးနဝရက်9ပါးတို့မှာထေသွင်းအသုံးပြုကြတာပေါ့။ဟုတ်ကဲ့ယတနာ9ပါးကိုသူ့အစင်းနဲ့သူခွဲလိုက်ရင်စိန်ဟာအမျက်ဆုံးအမျိုးအစားတွေမှာပါပြီးမြပလင်းပထမ3မျိုးကအမျက်စားမှာပါတယ်နီလာဥဒဖျားကြောင်ကအလက်စားတွေမှာပါပြီးကောမုံနဲ့တဏ္ဍာကအမျက်စားယတနာမျိုးတွေမှာပါတယ်ပလင်းဆိုတာအမြုပ်တွေတက်ပဲဒါကိုအမျက်စားတွေမှာထေသွင်းအသုံးပြုတာကိုကြည့်ရင်ဘလောက်တန်ဖိုးရှိတယ်ဆိုတာသိနိုင်လောက်တယ်ဒါဖြင့်ကြောင်ထဲမှာရှိတဲ့အမြုပ်တွေတက်ကရောအဲ့ဒီလိုပဲတန်ဖိုးရှိတာပဲလားဗျရှိတာပေါ့ဒီပေမဲ့စောစောကပြောသလိုပဲကြောင်အကောင့်တစ်ထောင်မှတော့တကောင်မရှိနိုင်ဘူးကျွန်တော်ကြောက်ဖို့တာကတော့ရှေးခါတော့မှကြောင်နဲ့အမြုပ်တွေကိုကိုယ်ပေါ်မှာထိုးမိလို့တခုဘွားရောက်ခဲ့ရတဲ့တခုချင်းငတက်ပြားဆိုတာရှိခဲ့ဘူးတဲ့ကြောင်နဲ့အမြုပ်တွေကအဲ့ဒီလိုတခုဖြစ်တတ်သလားယင်အဲ့ဒါကကြောင်နဲ့အမြုပ်တွေကြောင့်တခုဘွားရောက်ရတာမဟုတ်ပါဘူးကောင်းခင်မှာစောရနဲ့ခက်မွန်တီးချိန်နဲ့ကျုံကြိုက်သွားလို့တခုဘွားရောက်သွားတာပါဒါဖြင့်အမြုပ်တွေတဲ့ဆိုတာအတော်ဆန်းကျင်တာပဲပေါ့နော်အဖကြောက်ဖြစ်ဖြစ်အမြုပ်တွေတက်ဖြစ်ဖြစ်တိတ်တိရှိကြတယ်မြေမှာဖြစ်တဲ့ကြောင်မြတ်ဒနာတွေဟာတေစောတဲ့လွန်ခဲ့တဲ့အတွက်မိကေတော့အလင်းရောင်ရှိကြတယ်ပတများဟာတေစောတဲ့လွန်ခဲ့တဲ့အတွက်အနီရောင်တောက်ပခြင်းဖြစ်တယ်ဟုတ်ကဲ့ရှီမှာဖြစ်တဲ့ကြောင်မြတ်ဒနာတွေဟာအပေါ်တဲ့လွန်ခဲ့တဲ့အတွက်တောက်ပတဲ့ရောင်စင်းနဲ့အလွန်အေးမြတွေတက်ရှိကြတယ်ကောင်းကင်မှာဖြစ်တဲ့ကြောင်မြတ်ဒနာတွေကတော့အာကာသတဲ့ဆောင်လို့အပူအေးမျှတမှုရှိကြတယ်။မိရဲ့နှစ်ပါးစလုံးကိုအကျိုးပြုကြတယ်။အဲ့ဒီဒနာတွေဟာတိတ်တိရှိပြီးကောင်းကင်မှာပြတ်နိုင်တာမို့network ကသာယူငေသုံးဆွေးလေးရှိကြတယ်။ဒါဖြင့်ကောင်းကင်မှာဖြစ်တဲ့ကြောင်မြတ်ဒနာတွေကမြေပေါ်ကိုမရောက်နိုင်ဘူးလားဗျ။ရောက်နိုင်ပါတယ်။ကောင်းကင်မှာပြတ်နေတဲ့ရေဒနာတွေကအယောင်နေပြီးကွေးကြေပျက်စီးတဲ့အခါအချို့ကရေတယ်အချို့ကမြေပေါ်ကိုကြားလေးရှိပါတယ်ဒါပေမဲ့မူလအရာမရှိတော့တဲ့အတွက်တွေ့လည်းမသိနိုင်ကြပါဘူး။ဘာကြောင့်လဲဗျ။လူတွေနဲ့မထိုင်လို့မတုံးဆောင်ရတာလည်းဖြစ်မှာပါ။ကောင်းခင်ပြေဒနာတွေဟာမူလကကြည်အောင်ပမာဝင်းလက်တောက်ပါလေးရှိတယ်။မြေပေါ်ရောက်တော့အဲ့ဒီလိုရောင်မျိုးမရှိနိုင်တော့ဘူး။ဒါကြောင့်လည်းမသိတာလည်းဖြစ်မှာပါ။အဲ့ဒီကြောင့်ပြေဒနာတွေကိုလည်း
လော်ဂိုဒရာကျန်းတွေကအမြုတေတဲ့လို့ပဲသတ်မှတ်ကြတယ်။အဖရှင်းပြမှပဲအမြုတေတဲ့တွေအကြောင်းကိုသိတယ်တလို့သိရတော့တယ်။ဒါဖြင့်စောစကလှမ်းမြန်လာရတယ်။ကြောင်တဲ့မျက်လုံးနှစ်ဖက်ဟာအမြုတေတဲ့ကိန်းနေရပေါ့နော်။အမှန်ပေါ့။ဒါပေမဲ့ तू ကတိတ်တိရှိနေတော့ဘယ်လိုလုပ်မလဲ။ဒီညတစ်ပိုင်းမှာသာတကယ်ရှိအောင်မှန်ရင်စိတ်ရှည်ရှင်နဲ့မင်းမြဲစုံစမ်းရင်ရနိုင်ပါတယ်။အဲ့ဒီတော့ပြောဆိုနေကြစဉ်အရှိတ်စီမှာအလေးရအာယုံဦးရောင်ကြီးများတက်လာပြီးဖြစ်တာကြောင့်လှေသမားများနိုးလာကြကလှေရပတ်သူကပတ်ထမင်းချက်သူကချက်နေကြစဉ်နေမောင်နဲ့ဥပန်ကောင်းတို့ကညကအေးအေးပြတ်တာကြောင့်တရေတမောပြန်အေးကြတယ်။နန်းနက်ပိုင်းရေတက်ချိန်ဖြစ်တာကြောင့်အောက်သို့ဆုံဆင်း၍မရသေးပါ။ရေကျချိန်အောင်မှသာအာဝရဲတို့ဆုံဆင်းကမိမိတို့ပါလာသောကုန်ပစ္စည်းများကိုရောင်းချကြမည်ဖြစ်တယ်။နေရတမ်းမြင့်တဲ့အထိအိပ်ပျော်နေစဉ်နားထဲမှာဆွဆွညံ့ညံ့အတန်များကြောင့်အိပ်ပျော်ရမှပြန်နိုးလာလေတယ်။နားဆွင့်ကြည့်လိုက်တော့လေတံပံများအုပ်စုလိုက်ခတ်တက်သောအတန်များဖြစ်ကြောင်းသိလိုက်ရသဖြင့်ထားကြည့်လိုက်တယ်။လေနဲ့မနီမဝေးစီမှာအောက်ဘက်မှာတက်လာသောလေတံပံအများပြကိုတွေ့ရသဖြင့်နေမောင်ကလှမ်းမိလိုက်တယ်။ဘာဖြစ်လာကြလဲဗျို့။အောက်ဘက်မှာတိုက်ပွဲတွေဖြစ်နေကြတယ်ဗျ။ထော်ပိုင်ဘက်မှာရောဖောင်ဝင်တကြောင်းမှာရောအကြီးအကျယ်ပဲရောင်စုံတောင်းကျသူတွေကိုစစ်တပ်ကလိုက်တိုက်နေတာဗျ။ထင်းကုတ်တဲ့လေငါးဖက်နဲ့လေဇီရောက်တဲ့လေတွေကိုနှင်းထုတ်လိုက်လို့ထွက်ပြေးလာရတာဗျို့အဲ့ဒီလိုအချက်ကအော်ပြောသွားကြတယ်အဖအောက်ဘက်မှာတိုက်ပွဲတွေဖြစ်နေတယ်တဲ့ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲတိုက်ပွဲတွေဖြစ်နေတော့ဆက်သွားလို့ဘေးဖြစ်ပါမလဲဒီနေ့တစ်ဝိုက်ကရွာထဲမှာပဲပါရစ်ကုံတွေကိုလှည့်ရောင်းရမှာပေါ့ကန်တရားပေါ့ကွယ်အဲ့ဒီလိုပြောစကားထွန်နေရမှာပဲဆက်နေကအခြေအနေကိုစောင့်ကြည့်ကြတယ်နောက်တနေ့ညအချိန်မှာတခြားသူများအိတ်တော်လေးညီမောင်မမအိတ်ပဲပြည့်စင်မထွက်ကမင်းညာကအလေးအောင်မြားသောနေရာကိုစောင့်ကြည့်နေလေတယ်။ဥပန်ကောင်းကတော့လူကြီးမို့အချင်းတွေထုရင်ငေါ့နိုးအဲ့ဒီလိုပြောကအိတ်သွားလေတယ်။ညောင်ပိုင်းအမောင်ထုများဖုံးလန်းလာတော့အခါမင်းညာကလှိနေကိုလာဆွေတော့လက်ကြီးတစ်ဖက်ကိုတတိယမိတာကြောင့်နေနေတော့စိုးရင်စိတ်ရှိနေတယ်။လူနေအင်ဂျင်နေမနီးတော့နေရမို့ညောင်ပိုင်းလွန်လာသည်နေကန်ဆာဘက်ကအော်နေတော့ပရိသတ်ဖားတန်များလောက်သာကြားရပြီးတိတ်ဆိတ်ငြိမ်သက်လျက်ရှိနေတယ်။ထိုးဝါတိုင်ကိုရေတိုးသဖြင့်လေနေကိုတတောက်တောက်ခေါင်းနေတဲ့ကတော့နိုင်စီးပွားချက်ပမာမှန်မှန်ထွက်ပေါ်လျက်ရှိနေတယ်။နေမောင်ကနဘေးနားမှာလက်နေတဲ့မိကိုချထားကပတ်ဝန်းကျင်ကိုမျက်ခြေမပြတ်စောင့်ကြည့်နေလေတယ်။တခါတည်းအဝေးစီမှာရေစင်းနဲ့မျောပါလာတော့ဗေဒာထိုက်ပုံများတစ်ချောင်များကလှေစီကိုဥတီလာပါကလှေတစင်းလှော်လာတဲ့အထင်နဲ့လက်နေတဲ့မီးအောင်ဖြင့်ထိုးကြည့်ရလေတယ်။ညနေပိုင်းရောက်လာတော့အခါအေးတက်ကဝင်လာတာကြောင့်အိမ်ငိုင်လာတယ်။ထိုခိုက်မှာပဲသူတို့လေနဲ့ပေတော့တခြားလေတစင်းကတ်လာတဲ့ကိုအမတ်တမေတတိမပြူမိလိုက်ပါ။သူထိုင်နေတော့ပေးရနေရမှာလှမ်းကြည့်လျင်လှေပေါင်မိုးကွေနေတာကြောင့်လှေဘေးကိုကောင်းစွာမမြင်ရပါ။ခဏကြာတော့လှော်တန်နေလှေနံကိုခောက်တော့တတောက်တောက်တန်ကိုကြားရတယ်။ထိုအတန်ကြောင့်အနှင်းငယ်လန့်သွားပြီးအတန်ကြားရတော့လှမ်းကြည့်လိုက်တော့လှေနံကိုကင်ထားတော့လက်တစ်ဖက်ကိုအရှင်မြင်ရတယ်။ဟင်ထိုလက်ကိုမြင်လိုက်ရသည်နဲ့မင်းညာကတွေ့လိုက်ရတော့မြင်ကွင်းကိုတတိယကကောင်းတဲ့ပန်းကြည့်သွားမိတယ်။ထိုနေရာတော့လက်နေတယ်မိဖြင့်လှမ်းထိုးကြည့်တော့အခါလက်တစ်ဖက်ကနေရန်ကိုဆွဲထားပြီးကျန်လက်တစ်ဖက်ကကန်ဆက်ကိုလက်ညှိုးထိုးပြနေသည်ကိုတွေ့ရသဖြင့်ထိုနေရာတော့လှမ်းကြည့်လိုက်တဲ့အခါမှာမင်းညာကမြင်ရတော့ဝင်းလက်တော်ရန်တစ်ခုကိုလှမ်းမြင်ရတယ်။တို့ကြောင့်ဝမ်းသာသွားကလှေဝဲထဲမှာအိပ်ပျော်နေသောဥပန်ကောင်းကိုတွားနှုတ်၍အကြွားကြောင်ပြောပြတယ်။ဥပန်ကောင်းကယူနေကြဆေးလွေကြီးကိုယူလာပြီးအပြင်သို့လိုက်လာလေတယ်။လှေပေပိုင်းသို့ရောက်တဲ့အခါမှာလှေနံကိုဆွေထားသောလက်တစ်ဖက်လည်းမရှိတော့ကမ်းပေါ်ကလှမ်းမြင်ရတယ်။အလေးရောင်တစ်ခုကလည်းပျောက်ကွယ်သွားလေပြီ။တကယ်တော့အောက်နေဘက်သို့ဆင်းရန်အခြေအနေမပေးသေးခိုက်တွင်သူတို့ရောက်နေသောကြောင်ကြီးတစ်ဝိုက်တွင်ပါလာသောကုန်ပစ္စည်းများကိုလှိတ်လျောင်ချကြရန်တိုင်ပင်ကြတော့လေထိုကြောင့်ဤအတွင်ပိုင်းရှိရွာများကိုတော့တခါမှမရောက်ဘူးကြသေးပါနည်းနည်းပိုင်းအချိန်ကိုရောက်တဲ့အခါမှာအဝေးစီမှာပေပြုံးစတော်ပေပြောက်ပါတယ်ဟူသောဈေးတဲ့အော်တန်ကိုကြားရတယ်နှင်းမကွဲသေးတဲ့မြည်ရပြင်ပေါ်မှာခီးတော်လေကြီးလှငယ်ချက်ကသွာလာနေကြပြီအော်တန်ကမိမိတို့လေနဲ့တဖြည်းဖြည်းနီးလာတော့ကြောင့်နေမောင်ကလှေပေါင်းမိုးအတွင်းကနေအပြင်ကိုထွက်သွားကလှမ်းခေါ်လိုက်တယ်ပေပြော့တယ်ဒီလိုလာပေါင်းပြုတ်ခဏကြာတော့နှင်းမောင်ကြားထဲမှာသူတို့လေရှာဘက်သို့လှော်လာတော့လှငယ်တစင်းကိုလှမ်းမြင်ရတယ်
ဇီယောသူကခမဝိုင်းတစ်ချက်ကိုဆောင်းထားပြီးဆောင်းကြားတစ်ထည်ကိုကိုပေါ်မှာပတ်ချုံထားတယ်လှေနာတော့ကလာတော့နေမောင်ကလှမ်းမိလိုက်တယ်ပေပြုတ်ဘလို့ရောက်တယ်လေ30သားကို65ပြား20သားယူရင်တမတ်အတန်ကအဖောက်တယောက်ရင်အတန်မျိုးဖြစ်တယ်ကျွန်တော်တို့ကလှေသားတွေများတော့30သား20သားနဲ့တော့လောက်မှမဟုတ်ဘူးတခါတည်း40သားပြအောင်တော့ပေးပြီတော့အဲ့ဒီလိုအပေါ်မပြောလိုက်အောင်ဈေးတဲ့ကအလေးနဲ့ချိန်ခွင်ကိုထုတ်ပြီးပေးပြုတ်40သားကိုချိန်ပြီးနေမောင်ကန်ပေးတဲ့စလောင်သေးကိုထည့်တယ်အဖွားကဘေးဘက်ကလေဟိုဘက်ကုံတွင်ပိုင်းရွာတွာကပါကွယ်အဲ့ဒီရွာကိုကုံရောက်ဖို့လာရင်အဆင်ပြေနိုင်ပါမလားအဖွားအဆင်ပြေနိုင်ပါတယ်ကျုပ်တို့ရွာကနေနေခေါင်တော့ဈေးတဲ့လာတော့အဆင်ပြေတာပေါ့ပါလာတဲ့ကုံတွေချက်ချင်းမကုံရင်တော့ရဲဆိုင်ပြီးတဖြည်းဖြည်းချင်းရောင်းရင်ကုံနိုင်ပါတယ်ကျေးဇူးပါပဲရွာရဲ့နာမည်ကဘာလဲလဲအဖွားမဟုတ်ကနီအဖွားကဒါပဲပြောပြီးပေးပြောက်ထိတာတော့ဇလံကိုလှမ်းပေးတယ်ဒီအခါမှာသူ့မျက်နှာကိုလှစ်ခနဲ့မြင်လိုက်ရတယ်ဈေးတဲ့ဖွားကြီးရဲ့မျက်နှာကိုတနေရာမှာတွေ့ဖို့မြင်ဖို့တည်းအထင်နဲ့အပြည့်အလွန်စဉ်းစားကြည့်နေစင်မှာပဲအဖွားကြီးကပေးပြောက်ဖို့ငွေကိုယူပြီးလှေကိုပြန်ခွာသွားတယ်မောင်ရင်လေးတို့လာမေးဆိုရင်ကျုပ်ရွာကလူတွေကိုပြောထားလိုက်ပါမယ်လာဖြစ်အောင်လာခဲ့ကြဘေးကလာရတယ်လေအဖွားဟိုအောက်ဘက်နာကလမှုတော်ကိုကြော်ရင်ချောင်းပေါက်တစ်ခုတွေ့လိုက်မယ်အဲ့ဒီချောင်းအတိုင်းဝေးလာရင်ချောင်းပြဖက်ကိုရောက်တဲ့အခါကျုပ်တို့ရွာကိုရောက်ပါလိမ့်မယ်အဲ့ဒီတော့ပြောစကလေကိုလှော်ထွက်သွားလျာခဏကြာတော့နှင်းမုံချတဲ့မှာပြောက်ွယ်သွားတော့တယ်နေမတို့လည်းထူထူထူစဉ်းစားမနေတော့ပဲပေးပြောင်းနေထမင်းကိုစီနဲ့စာအနေငယ်စီထဲကဘိုင်ဝအားစားသားကြပြီးနောက်ရေပြည့်တော့အချိန်မှာကျိုးဖြုတ်ကြောက်စုနှုတ်ကအဖောက်ကိုပြောသွားတဲ့ချောင်းဝဘက်ကိုလှေကိုခတ်လာကြတယ်လမှုတော်များအုပ်ဆိုင်နေသောချောင်းတစ်ခုကိုလွန်တော့အခါချောင်းပဝကြည်ကြည်တစ်ခုကိုတွေ့ကြရသဖြင့်ထိုချောင်းထိသို့ဝင်လာကြတယ်ချောင်းမှာအတန်ငယ်ချင်းသောကြောင့်ခတ်တက်ဖြင့်ခက်ဝင်ရမရသောကြောင့်ထိုဝါဖြင့်ထိုးဝင်ကြရတယ်ချောင်းရိုးတစ်ချောင်းကန်နဘေးတစ်ဖက်တစ်ချက်မှာတော့လမှုတော်နဲ့တတော်များကိုသာတွေ့ရပြီးလူနေအိမ်ဟူ၍တလောင်တက်လည်မှပဲမတွေ့ကြရပါနေမော်တဲ့ချိန်ကိုရောက်တော့အခါချောင်းတွင်ပိုင်းအတော်ရောက်နေကြပြီးထိုအချိန်တွင်ချောင်းရည်ကပြန်ကျနေပြီဖြစ်တာကြောင့်အချို့နေရာများမှာရေနေသွားပြီဖြစ်သဖြင့်လှေဝဲပိုက်ပင်တိတ်မလွတ်ချင်တော့ပါတော်တော်လေးထိုအဖြစ်ထက်ကထိုးကဖြင့်သွားကြရာမော်လေးပိုင်းအချိန်ကိုရောက်တဲ့အခါမှာလူတဲသူတန်းများကြားရသောနေရာကိုရောက်ကြလေတယ်အတွင်းပိုင်းမှာလူတန်းတွေကြားရတယ်ရွာကိုရောက်တော့မယ်ထင်တယ်အဲ့ဒီလိုပြောဆိုကဆက်ဝင်ခဲ့ကြရာနောက်ဆုံး6ကရုတ်တစ်လျှောက်တွင်တည်ထားသောရွာကြီးတရွာကိုလှမ်းမြင်ရလေတယ်ရွာမှာအတော်ကြီးဟန်ရှိတယ်6ရုတ်တစ်လျှောက်တွင်အင်ကြီးအိမ်ငယ်များကိုအတန်းလိုက်ပြီးစောက်ထားလေတယ်သူတို့လေကြီးဝင်လာသည်ကိုမြင်တဲ့အခါမှာကလေးလူကြီးအတော်များများကတတထိတ်ကန်ဆက်ထိတ်မှထွက်ကြည့်ကြတယ်ရွာကတော့အတော်ကြီးတာပဲဒီအတွင်ဘက်ကိုတစ်ခါမှမရောက်ဘူးတော့ဒီလောက်ကြီးတဲ့ရွာကြီးဒီချောင်းထဲမှာရှိနေတာကိုမသိရအောင်ဒီလောက်ကြီးတဲ့ရွာမှာသာရောက်လိုက်ရရင်ကျွန်တော်တို့လေပေါ်မှာပါတဲ့ကုန်ပစ္စည်းတွေတနေရာလေးကုန်သွားနိုင်တယ်ကုန်တော့လေကောင်းတာပေါ့ကွာငါစုံစမ်းချင်တာကိုအေးစစ်စစ်စုံစမ်းလို့ရတာပေါ့အဘကဘာကိုစုံစမ်းချင်တာလဲကျောင်းထဲမြို့တရအကြောင်းကိုစုံစမ်းရမှာပေါ့ဒီဘာကလူတွေကိုမေးကြည့်ရင်ဒီအကြောင်းကိုသိချင်သိကြမှာပေါ့အဲ့ဒီတော့ပြစကတဖြည်းဖြည်းနဲ့ဝင်လာကြရာနောက်ဆုံးတော့ရွာထိပ်သို့ရောက်ကြလေတော့တယ်ဒါဘာရလို့ခေါ်ပါသလဲဥပ္ပံကောက်ကလေဦးမထွက်ကကန်ဆယ်မှာရဲကြီးနေကြသောလူကြီးတယောက်ကိုလှမ်းမိလိုက်တယ်ဒီရွာကမဟုတ်ကလေးရွာလို့ခေါ်ပါတယ်ဒါထက်အမိတ်ဆွေတို့ကဘေးထွက်ဒီရွာကိုရောက်လာကြတာလေဗျကျွန်တော်တို့ကဈေးလေပါအထက်ညာကုန်ပစ္စည်းတွေရောင်းချဖို့ပါလာပါတယ်အခက်သိလိုက်လေဗျကျတို့ရွာကလူတွေကလည်းအပြင်မထွက်နိုင်ကြလို့ဈေးလေမျောနေတာနဲ့အတော်ပဲကဲတရားစိတ်သာကပ်ပြောပြုအဲ့ဒီလိုကမ်းပေါ်မှာလူကြီးကလှမ်းပြောတာကြောင့်ဥစွာတွေ့ရသောဒေသတရှိရာကိုလှေကိုဝင်ကက်ကကျိုးချီထားလိုက်တယ်ထွေလူကြီးကတရားထိပ်ထိဆင်းလာပြီးကျတို့ရွာကပေးပြုတ်ထွက်ရောက်နေအဖေကြီးတယောက်ကခမရတို့လေရောက်လာမေးလို့ရွာထဲမှာကြိုးပြောထားလို့ထွက်မျောနေကြတာဗျကဲလှေတကြီးတို့အပေါ်တက်ပြီးအခါကြီးလေပါလေတောက်ကြပါဦးအဲ့ဒီလိုဖွားဖွားရွေနေဖိတ်ခေါ်တဲ့ဖြင့်ဥပ္ပံကောင်းတဲ့ညီမတို့ကအပေါ်သို့တက်သွားကြတယ်ရွာကန်လူကြီးကသူ့အိမ်သို့ခေါ်သွားတဲ့ဖြင့်လိုက်သွားကြတယ်အင်ကြီးမှာအတော်တန်ကျေဝန်းပြီးရင်းနေကြီးအထက်ထက်တောက်ထားသောတစ်များနဲ့ဆောက်ထားလေတယ်
အိမ်တွင်းသို့ရောက်တော့လေနီညိုရောင်တစ်သားများနဲ့ဆောက်လုပ်ထားသောအိမ်ကြီးမှာတော်ရဲနိုင်နေသောသူများနှင့်ပင်မလိုက်အောင်ခန့်ညားထဲဝါလာတယ်။အိမ်ပေါ်ရောက်တော့နေရာထိုင်ခင်းပေးပြီးကွန်ဆယ်လပန်စသည်တို့နဲ့အိတ်ခန့်နေကျောက်ရဲ့မိကဥတီလာလို့ခေါ်ပါတယ်။ဒီရွာရဲ့အကြီးကတယောက်ပါပဲ။ဟုတ်ကဲ့အခုလိုတွေ့ရတာဝမ်းသာပါတယ်။ကျောက်နေမေကဥပန်ကောင်းလို့ခေါ်ပါတယ်။လေတစင်းနဲ့ကုံရောင်းဝယ်သွားရင်ကျုံရင်ဆေးလေးပါလေးလေးကူပေးပါတယ်။အေးဗျာအခုလိုတွေ့ရတာဝမ်းသာပါတယ်။မိတ်ဆွေကြီးတို့ရဲ့ပါလာတဲ့ကုန်ပစ္စည်းတွေဒီရွာမှာနေကုန်စင်သွားအောင်ကြောက်တာဝန်ယူပြီးရောင်းပေးပါမယ်။ဘာမှစိတ်ပူပါနဲ့။အခုလိုကူညီပေးတာကျေးဇူးတင်ပါတယ်။အခုလေမိတ်ဆွေကြီးတို့ရောက်လာမယ်ဆိုတာကြိုတင်သိလို့ကျောက်ရဲ့အိမ်သူနဲ့သမီးနှစ်ယောက်ကိုရွာထဲလှုပ်ပြီးတော့ဈေးလေရောက်တော့မယ့်အကြောင်းအပြောခိုင်းလိုက်ပါတယ်။ဥပီလာရဲ့စကားကြောင့်အနည်းငယ်အံ့ဩသွားကြလေတယ်။သူတို့ကအခုမှလှေဆိုင်လာကြတယ်။ဘလို့ကြောင့်ကြိုတင်သိနေရတာပါလေလို့စဝေးစဝါဖြစ်သွားကြတယ်။ကျွန်တော်တို့ကအခုမှရောက်တယ်။ဦးကြီးတို့ကဘလို့များကြိုသိနေရပါလဲ။အဲ့ဒီလိုနေမောင်ကမေးလိုက်တယ်။ကျုပ်တို့ရွာကမြေဘက်ကိုပေးပြုတ်ထွက်အောင်နဲ့ထော်မင်းစာပြောပြလို့သိရတာပါ။ဒါကြောင့်တရားလုံးကထွက်ကြည့်နေကြတာပေါ့။ထိုခါမှပဲသဘောပေါက်သွားကြသလိုတရားလုံးကမိမိတို့ဈေးလေကိုစိတ်ဝင်စားနေသည်ဆိုသောကြောင့်ပါလာသောကုန်ပစ္စည်းများမကြခင်ကုန်စည်အောင်ရောင်းရမည်ကိုသိသဖြင့်ကြိတ်၍ဝမ်းသာသွားကြလေတယ်။ခဏကြာတော့အိမ်ကျဲတွေသို့အသက်40ကျော်၍အမျိုးသမီးကြီးတစ်ယောက်နဲ့အသက်20နဲ့18နှစ်ဝန်းကျင်ရွယ်ခန့်ရှိမိန်းကလေး2ယောက်တို့ဝင်လာကြတယ်။ဟောကြောက်အိမ်သူတော်ပြန်လာပြီမိတ်ဆက်ပေးရအောင်မေ။ကဲသမီးတို့ဒီနောက်လာကြဟိဧည့်သည်တွေနဲ့မိတ်ဖွေးရအောင်။အဲဒီလိုဥတီလာကခေါ်တဲ့ဖြင့်မိမကြီးနဲ့မိန်းကလေး2ယောက်တို့ကမလန်မကမ်းမှဝင်ထိုင်ကြတယ်။ဒါကကြောက်ရဲ့အိမ်သူမနှင်းကျူးလို့ခေါ်ပါတယ်။ဟိုမှာထိုင်နေတဲ့သမီးရဲ့ကြီးကမြနှင်းဖြူဒီမှာထိုင်နေတဲ့သမီးရဲ့ငယ်ကမြသိန်းကျူးလို့ခေါ်ပါတယ်။ဒါကျုပ်တို့မိသားစု4ယောက်ပါပဲ။ဥပ္ပန်ကောင်ကခေါင်းကြီးပြရင်အခုလိုမိတ်ဆွေဖြစ်ရတာဝမ်းသာပါတယ်။ကျုပ်နာမည်ကဥပ္ပန်ကောင်လို့ခေါ်ပါတယ်။ဒါကတော့ကျုပ်ရဲ့တူတော်မောင်နာမည်ကနီမောင်လို့ခေါ်ပါတယ်။အဲ့ဒီလိုအတီးတီးမိတ်ဆွေဖွဲ့ကြလေတယ်။လူကြီးများကအလာပါတလာပါစကားများပြောဆိုနေကြစဉ်အနားမှာထိုင်နေသောနီမောင်ကလူငယ်လူရွယ်ပြီးဥတီလာနီးမှာထိုင်နေကြသောမြနှင်းဖြူနဲ့မြသိန်းကျူတော်2ယောက်ရဲ့အလှကိုစိတ်ဝင်စားနေမိတယ်။2ယောက်စလုံးမှာအသက်အရွယ်သိမ့်မကွာလာပဲချောင်းမလာပါသူများဖြစ်ကြလေတယ်။နမ်းမရှိလျာသောစပင်သွေးတန်းသောမျက်ခုံးကြည်လင်တောက်ပသောမျက်လုံးပေါ်နေသောနာတန်နှင့်နီထွေးလာပါသောနှခမ်းသားတို့မှာညီမ2ယောက်စလုံးခက်စစ်စင်တူကြလေတယ်။ကိုလုံးကိုထေကလည်းမပိန်လို့မဝလုံးပဲတင့်တယ်သောကိုနေဟန်ရှိလေတယ်။နေမောင်ကမိန်းကလေး2ယောက်ကိုမတိမတာစိတ်ဝင်စားနေသလိုမြနှင်းဖြူနဲ့မြသိန်းကျူတော်ညီမ2ယောက်ကလည်းယောက်ျားပီသားသောညီမကိုအကေးခံနေကြတယ်။ထိုအခါဥတီလာကသမီးတို့ကကိုရွာကိုလာတဲ့ဧည့်သည်တွေကိုရွာခံတွေရဲ့ဝတရားအတိုင်းလိုအပ်တာရှိရင်အကူအညီပေးလိုက်ကြပါကွယ်။အဲဒီလိုပြောတယ်။ဟုတ်ကဲ့ပါဗျ။ထိုအချိန်မှာပင်ရွာထဲမှာဈေးဝယ်မြေသူများရောက်လာကြသောကြောင့်နေမောင်ရောဥပ္ပန်ကောင်ပါလေတွေတို့ပြန်ဆင်ကဈေးအောင်ကြရလေတယ်။ဈေးဝယ်လာသူများမှာတယောက်ပြီးတယောက်အဆက်မပြတ်ရောက်လာကြတယ်။အချို့ကရွာထဲမှာခြေချင်းလျှောက်လာပြီးလာဝယ်ကြတယ်။ခရီးဝေးသူများကလင်ငယ်များနဲ့လာဝယ်ကြရာဈေးချိန်သူကချိန်ပစ္စည်းရွေးသူကရွှေကြောက်တဲ့ငွေတွက်သူကတွက်နဲ့အလုရှောင်နေကြလေတယ်။ညနေပိုင်းနေဝင်တရအချိန်လောက်ကိုရောက်တဲ့အခါလေနှပေးမှာအတန်တန်ထွက်လာတယ်။ဈေးဝယ်ခြင်းလို့ပါ။အတန်ကြသဖြင့်နေမောင်ကပေါမောအတွင်းမှာခေါင်းထွက်ကြည့်လိုက်တော့လေနှကိုကင်ထားတဲ့လက်တစ်ဖက်ကိုမြင်လိုက်ရတော့အခါစိတ်ထဲမှာထက်ခနဲ့ဖြစ်သွားတယ်။နောက်မှတေချအောင်အပြင်ထွက်၍ငုံကြည့်လိုက်တဲ့အခါမှာမနေ့ပိုင်းကပေးပြုတ်ရောင်းသွားတော့အဖွားကြီးဖြစ်နေပြီးသူ့လေငယ်ပေါ်မှာမတ်တရက်ကလေကြီးရဲ့လျံကိုဆွဲကင်ထားလေတယ်။ဒီတော့မှတက်ပြင်းချနိုင်တော့တယ်။အဖွားဘာလို့ချင်းလို့လဲ။စတော်ပေးလို့ချင်းလို့မင်းတို့လေမှာစတော်ပေးများရောင်းဖို့မပါဘူးလား။အတန်ကတုံကရင်နဲ့လှမ်းမိတယ်။စတော်ပေးပါပါတယ်။အဖွားဘယ်လောက်ယူမလဲ။လောလောဆယ်ပတ်စံမလွေလို့တခွဲလောက်ပဲယူသွားပါမယ်ဘလို့ရောင်းတယ်လေကွပေးတစ်ပြေကိုတစ်ချက်ရောင်းပါတယ်အဖွားမှာငွေ3မှတ်ပါလာတယ်နှုတ်စီ6လုံးထိပေးလိုက်ပေါ့ကျွန်တော်တစ်ပြေပဲထိပေးလိုက်ပါမယ်ကျန်တဲ့တစ်မှတ်ကိုအဖွားဇယံကပြန်လာတော့ဝင်ပေးပေါ့ကျေးဇူးပါပဲငါမီးရေ
နေမောင်ကပဲတပြီကိုချိန်ခိုင်းပြီးအဖောင်းကိုလှမ်းပေးတော့ပစိုးစုပ်ကလေးထေကိုထေကအသေးချထုတ်၍ပေးလိုက်တယ်။အဖောင်းကမစစ်သုံးစစ်ကိုကန်ပေးပြီးနောက်လှေကိုခွာပြီးပြန်ထွက်သွားလေတယ်။မနက်ကတွေ့တဲ့ပေးပြောက်တဲ့ဖွားကြီးလား။ဥပန်ကောင်းကလှမ်းမိတယ်။ဟုတ်တယ်ပါ။သူပေးကြတဲ့ပတ်စံကိုလည်းတစ်စိတ်လောက်ကြည့်ပါဦး။အဲဒီတော့ပြကအဖွားကြီးပေးသွားတော့ပတ်စံသုံးမှတ်ကိုဥပန်ကောင်းကိုကန်ပေးလိုက်တယ်။ဥပန်ကောင်းကကောင်းတစ်ဖက်ပန်းတစ်ဖက်ပါတော့မစစ်သုံးစစ်ကိုဖင်ပြန်ကောင်းပြန်ကြည့်တယ်။ပတ်စံနဲ့ကြိုက်ကြည့်တယ်။ပြီးမှမှတ်ချက်ချတယ်။ဒါငွေအစ်စ်တွေပဲ။ပေးပြုတ်တယ်တော့ငွေအစ်စ်သုံးနိုင်တယ်ဆိုတော့ဒီဝါကအဆန်ပဲ။မင်းပြမတတိရတယ်။ဒီကနေ့ဈေးအောင်ရရတဲ့ငွေတွေကိုစစ်ကြည့်ပါအောင်ဟာ။အဲဒီတော့ပြကဒီနေ့လုံးဈေးအောင်ရသမျှငွေများကိုအမှုမဲ့အမှန်မေထိထားရမှာပြန်စစ်ကြည့်တော့အခါတာမန်ငွေအကျွေများအချ၌ငွေတင်းကအစ်စ်များပါနေသည်ကိုအံ့ဩဖွယ်ရာတွေ့ကြရတယ်။ထို့ထက်အံ့ဩဖို့ကောင်းသည်မှာထိုငွေတင်းကပြားများမှာကောင်းတစ်ပတ်ပန်းတစ်ပတ်ပါပဲပန်းဖက်မှာတာမန်ပန်းခန့်များသာပါတော့လေကောင်းပန်း၌ပါတော့ရှုံးမှာသုံးနေကြငွေအကျွေများ၌တွေ့ရသောပုံမျိုးမဟုတ်ပေကြောင်တဲ့တကောင်ရင်ဥကောင်းဖိုင်းပုံများကိုတွေ့ရသောကြောင့်ဖြစ်ပါ၏နေမတို့တွေမဟောကနေရသောရောက်သွားတဲ့အချိန်မှာနေလေပန်းရေပြည့်ချိန်ဖြစ်တယ်ထို့နောက်ရေပြန်ကျသွားပြီးတဖြည်းဖြည်းနဲ့ရေပြန်ကျသွားတဲ့အခါမှာချောင်းတွင်မှာရေတော်နေသွားလေတယ်။ညောင်ဘက်ချင်လောက်တွင်ရေစစ်သွားပြီးလေကြီးများသွားလာ၍မရတော့ပေလှေငယ်ကလေးများသာသွားလာ၍ရနိုင်တော့တယ်။လှေသမားများမှာတနေ့ကုန်ဈေးအောင်ကြရပြီးညောင်ဘက်ချင်လောက်တွင်ညဆစားတော့ကြပြီးနောက်အိမ်အောင်ဝင်ကြလေတယ်။လှေသမားချုပ်ကတော့ဒုတတွေဒီရွာမှာကြမယ်ဆိုရင်နောက်ရက်တွေမှာရွာတွေကလူတွေနဲ့အတိမိတ်ဆွေဖွဲ့ပြီးအလျက်ဘက်သွားရမယ်။ပါလေတစ်ချက်ကောင်းတစ်ချက်ပြက်ဆိုသလိုရွာထဲမှာအပြိုချောတွေတွေ့ရင်လေရလို့ရညောင်းပိုးပန်းချင်သေးတယ်မဟုတ်လား။ဒါပေါ့ကွာရေလေးချုံရင်ငါးလေးဖမ်းရင်ပေါ့။အေးငါဖမ်းတာကရေမကြည့်ဘူး။တော်ကြမှာငါမရပဲသစင်းနဲ့တွေ့နေမှာဟုတ်ပေဖြစ်နေအောင်မေ။အဲဒီတော့ချက်ချင်းပြောဆွနေကြလေတယ်။သူတို့လေပေါ်မှာလူငယ်လူရွယ်များပါလာတာကြောင့်နေလေကဈေးဝေလာသူများထဲမှာအပြိုချောင်းများပါလာလေအောင်စိတ်ဝင်စားနေကြခြင်းဖြစ်တယ်။အလုသမားများအိယာဝင်သွားကြတော့လေနေမောင်နဲ့ဥပန်ကောင်းတို့နှစ်ယောက်ကမူဈေးရောင်ရသမျှငွေအကျွေးစင်များကိုလေးလာကြည့်ရှုနေကြတယ်။ငွေအကျွေးစင်များမှာတာမန်အကျွေးစင်များနဲ့မတူပေရှစ်ခေတ်ကာလကအသုံးပြုခဲ့သောအကျွေးစင်များနဲ့ပုံသဏ္ဍာန်တူလေတယ်။ကြည့်ရတာလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်လောက်ကအသုံးပြုခဲ့တဲ့ငွေတင်းကားတွေနဲ့အတော်ကလေးတူတယ်။အဲ့ဒီအချိန်တော့ဘလို့တင်းကားမျိုးတွေထုတ်ခဲ့တာလေအဘမြန်မာနိုင်ငံမှာမင်းတို့မင်းအစိုးနေစဉ်က1865ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာမန္တလေးနေပြည်တော်မှာမြန်မာပြည်မှာအသုံးပြုတဲ့ပထမဆုံးငွေတင်းကားပြားကိုသုံးလုပ်ခဲ့တယ်။ဒီလိုပုံစံတွေလားအဘမဟုတ်ဘူး။တစ်ဖက်မှာဒေါင်းတစိတ်ပါလို့ဒေါင်းတင်းကားပြားတွေလို့ခေါ်ကြတယ်။မြန်မာနိုင်ငံမှာငွေတင်းကားအသုံးပြုတာအဲ့ဒီအချိန်ကစခဲ့တာပဲ။ဒါဖြင့်နှစ်ပေါင်း100လောက်ကြာခဲ့ပြီပဲ။ဟုတ်တယ်။အဲ့ဒီအချိန်တော့ဒိုးမြန်မာနိုင်ငံမှာစက်မှုလက်မှုအတတ်ပညာတွေစတင်ထွန်းကားခဲ့တဲ့အချိန်လို့ပြောရင်ရတယ်။တက္ကရာ1940ခုနှစ်လောက်မှာကနော်မင်းသားကြီးကအောင်ပင်လေကန်ထဲမှာရေမြုပ်ဘုံကိုယ်တော်စက်သက်ဖောက်ခွင်းနိုင်တဲ့အဆင့်တရောက်ခဲ့တယ်။ဒါဖြင့်အခုတွေ့နေရတဲ့တင်းကားတွေကအဲ့ဒီအချိန်ကအသုံးပြုခဲ့တဲ့ငွေတင်းကားတွေများဖြစ်နေမလားအဘမဟုတ်ဘူး။ဟိုတော့မျက်နှာပြင်မှာဒေါင်းတစိတ်ပါတယ်။အခုကကြောင်နဲ့ခေါင်းတစိတ်တွေပါတယ်။ဒီတင်းကားမျိုးတော့ငါတခါမှမြင်ဘူးသေးဘူး။ငွေသားအစ်စ်တွေရောဟုတ်ရဲ့လားအဘမတင်ခါလို့ကိုညက်နဲ့ထပ်ပိုင်းပြောင်းညှက်ကြည့်ပြီးအားလုံးငွေသားအစ်စ်တွေကြီးပဲဒါဖြင့်ဘေကစ်ကတောင်းတဲ့ငွေတင်းကားတွေဖြစ်မလဲငါလေးအတက်မသိသေးဘူးတခုတော့ပြောနိုင်တယ်အခုငါတို့ရထားတဲ့ငွေတွေကအခုခေတ်ကာလတော့ငွေတွေမဟုတ်တာသိကြတယ်ဥပန်ကောင်ကငွေကျွေးစင်များကိုစကောင်းဝိုင်းထဲမှာပိတ်တာလေးကိုချကထိုလေးပေါ်သို့တစစ်ချင်းပြစ်ချနေတယ်တချွင်ချွင်ဟူသောအတန်များကအဆက်မပြတ်ပေါ်ထွက်နေတယ်ရှေ့ခါကစပါးဝိယူရတွင်စပါးတတင်းကိုငွေတင်းကတပြားပေးရတယ်စပါးတတင်းချင်းပြီးတိုင်းတစ်ချက်တန်းငွေတင်းကတပြားကိုပေးရတယ်ထိုကစပါးရောက်သူကစကောထဲတွင်ပိတ်တာလေးခံကငွေတင်းကပြားများကိုပြစ်ချလေးရှိတယ်ငွေတင်းကစစ်လျင်ချွေဟူသောအတန်မြည်၍
ငွေတင်းကအနယ်လျင်အတန်မမီပါအတန်မမီသောငွေတင်းကားကိုစပွားရောက်သူကမယူပါအခုလေဥပန်ကောင်းရထားသောငွေတင်းကားများကိုပိတ်တာလေးပေါ်သို့တစ်စစ်ချင်းပြစ်ချနေတယ်ငွေကျွေးစစ်များမှာပိတ်တာလေးပေါ်သို့ကျသွားတိုင်းတချွင်ချွင်နဲ့အတန်မြည်လေးရရှိတယ်အားလုံးကငွေအစ်စ်တွေကြီးပဲတခုမှအတုမပါဘူးဟန်ကြတာပဲကျွန်တော်ကတော့စိတ်ထဲမှာထင်နေတယ်မင်းကဘလို့ထင်လို့လဲလမ်းမှာနားနေတော့ကညဘက်မှာတွေ့ခဲ့တဲ့ကြောင်နဲ့ကြီးနဲ့များပတ်သက်နေမလားလို့နောက်ရက်တွေရောက်ရင်ဒီအကြောင်းတွေကိုဥတီလာကိုမင်းမြတ်ကြည့်ရရင်မကောင်းလားပါအခွင့်အသင့်တော့လေမေးတယ်မေးကြည့်ရမှာပေါ့အဲ့ဒီတော့ပြောဆွနေကြစေညောင်ပိုင်းအချိန်ကိုရောက်လာလေတယ်6ရက်တစ်လျှောက်မှာတော့လှေအသွားလာမရှိသလောက်ဖြစ်သွားပြီးအတန်များတိတ်ဆိတ်သွားတယ်ရွာထဲမှာတော့မီးအောင်ချက်ကိုလှမ်းမြင်နေရသေးတယ်ခဏကြာတော့တရားပေါ်မှာမီးတလုံးကန်ကဆင်းလာတော့လူအချက်ကိုလှမ်းမြင်ရတယ်လှေထဲမှာနေလှမ်းကြည့်လိုက်တော့ရှေ့ဆောင်မှာမီးရင်ကိုကန်ကဆင်းလာသူမှာဥတီလာဖြစ်နေတော့ကြောင့်နေမောက်ကပေါမောထက်ကိုအနည်းငယ်မြင့်တင်လိုက်တယ်ထိုအခါမှာတရားပေါ်မှာလူကလှေထဲမှာလူကိုလှမ်းမြင်ရတယ်မိတ်ဆွေကြီးတို့အိတ်ကြပြီလားဗျဥတီလာကလှမ်းမေးလိုက်တယ်မေးကြသေးပါဦးဘာကိစ္စများရှိလို့လဲဥတီလာအော်တော့နာပါရဲ့ဗျာဒီမှာရွာတွေကလူတယောက်ညနေပိုင်းကမှကောက်ကငင်ကနဲ့ယောဂတခုရလာလို့တဆိတ်လောင်လိုက်ကြည့်ပေးနိုင်မလားလို့ဆရာလာပေးနာပါသူစကားကြောင့်ဥပန်ကောင်ကနေမောင်မျက်နှာကိုတစ်ချက်ကြည့်လိုက်တယ်သူတို့ကူညီထားတာတွေကလည်းရှိနေတော့လိုက်သွားကြမှသိမိထင်နေအဖဒီလိုဆိုလေလိုက်သွားကြအောင်ပေါ့ကွာအဲ့ဒီလိုပြောဆိုတိုင်းမေကဥပန်ကောင်ကစကောတင်းမငွေမြန်ကိုပြန်လဲသိမ်းစီပြီးတစ်တာသေးသောထက်ကတော့ခတ်ထားလိုက်ပြီးပေါမောနိုင်ချေဆွဲထားတဲ့ဆေးလွယ်အိတ်ကိုဖြတ်ယူလိုက်တယ်မင်းကဒီတောင်ဝဲကိုယူခဲ့ထိုတောင်ဝဲမှာတောင်ဝဲအဖြစ်အသုံးပြုနိုင်တယ်လို့အလင်းမဆွေချောလိုက်ပါကဒါရှိနလက်အဖြစ်အသုံးပြုနိုင်သည့်လှော်ဝလက်နဲ့တစ်ခုပင်ဖြစ်တယ်ဥပန်ကောင်ကထိုတောင်ဝဲကိုကိုင်းပြီးနေမောင်ကဆေးလွယ်အိတ်ကိုလွှဲလျက်တခြားလေထိုးသားများကိုလှေကိုကောင်းစွာစောင့်ရှောက်ကြရင်အတန်တန်မှာကြပြီးနောက်တရားပေါ်ကိုတက်ခဲ့ကြတယ်မိတ်ဆွေကြီးတို့ကိုဒုက္ခပေးသလိုဖြစ်တာအာနာပါရဲ့ဗျာအာနာစရာမလိုပါဘူးဗျာတယောက်ကြောင့်ရှိရင်သူကကူညီပေးရမှာပေါ့ကဲလူနာရှိတဲ့နေရာကိုသာခေါ်သွားပါတော့အဲ့ဒီလိုပြောလိုက်ရဥတီလာပါဝင်လာခေါ်တော်လူများကရှေ့မှမီးပြ၍ခေါ်သွားရနေမောင်တို့လေနောက်မှလိုက်ကြရလေတယ်မော်ကနေရွာမှာချောင်ရွာတိုင်းသွေးတန်းထိထားသောရွာတန်းရှိဖြစ်တယ်အလီနိုင်ရွာလန်းအဖြစ်အသုံးပြုသောမြေသားတာလန်းရှိပြီးခြောက်ဘက်မှာရောကွင်းဘက်မှာပါအိမ်များရှိကြတယ်အများအဖြစ်တော့ချက်ချင်းများဖြစ်ပြီးကိုချန်ကိုစီရုပ်ဖြင့်နေထိုင်ကြတယ်ချောင်ကပါတခြားမှာတဏိတော်များရှိပြီးခြံဝန်းများအတွင်းမှာတော့ရင်ငယ်ရနိုင်ဖြစ်ထွန်းလေးရှိသောအုံးပင်ကွန်တီပင်နဲ့ငပြောတော်များရှိကြတယ်တချို့ခြံဝန်းများတွင်တောလက်ကြံဖြစ်သောကနဆိုးပင်လဘပင်ကပလာပင်ကြီးများတပင်တလေးရှိကြသေးတယ်အိမ်ရတော်များများကတော့တစ်သားအိမ်များဖြစ်ကြပြီးပြင်ကဒနီမိုးအိမ်များဖြစ်ကြတယ်ဆောက်ထားပုံလိုက်ရများကပုံတရံတူလာပြီးရှင်နေကြီးများမေးမောင်နေအားလုပ်ထားကြတယ်ရွာဆောင်ပိုင်းတဲ့နေရာကိုရောက်တဲ့အခါမှာရှေးမလန်းပြပေးသူများကခြံဝိုင်းတစ်ခုအတွင်းသို့ချိုးကွေ့ဝင်သွားကြလေတယ်ခြံဝန်းရင်အလေလောက်တွင်အိမ်တလုံးရှိပြီးမိအိမ်တလုံးကိုထွန်းထားတယ်ခြံဝန်းတစ်ယောက်တည်းနဲ့အိမ်တွင်မှအော်ဟစ်ညညွတ်တမ်းများကိုဥစွာကြားကြရတယ်အိမ်ဝါသို့ရောက်တော့အခါအိမ်ထဲမှာမိမကြီးတယောက်ရဲ့အတန်ကိုကြားရတယ်ရွာလူကြီးဆရာပင့်လာတယ်ဟေးနေရာပြင်ထားကြအိမ်မောသို့ရောက်တော့အခါချင်းထောက်တလုံးချထားသည့်ကိုတွေ့ရပြီးအော်ဟစ်ညညွတ်တမ်းများမှာထိုချင်းထောက်အတွင်းမှာပေါ်ထွက်နေခြင်းဖြစ်တယ်ခြေထောက်နှစ်ဘေးမှာတော့မိမကြီးနှစ်ယောက်နဲ့အသက်ဆက်ရှင်နေကမိမပြိုတူတို့ထိုင်နေကြတယ်ကြောက်ပါရှင်ခေါင်းရင်းဘက်ကိုကြောက်ပါနေမောင်ကအေကမ်းမှကျင်းရိတ်ခဲ့ပြီးဥပန်ခေါင်းကနေမောင်စီမှာဆေးလွယ်အိတ်ကိုယူပြီးခေါင်းရင်းဘက်ကိုသွားတယ်ချင်းတော်အတွင်းမှာအိုးဟိညညွတ်တဲ့များပေါ်ထွက်နေအောင်ဥပန်ခေါင်းကညီးတဲ့ကိုနားထောင်ရင်ယောဂအချင်းတွေကိုခံမှန်းနေညီးတဲ့မှာရက်ရှိခံစားနေရသည့်တွင်းရင်းသောအတန်မျိုးမဟုတ်အတွင်းအပူကြီးနေသည့်ပြင်းထန်သောညီးတန်လေးမဟုတ်အေးပတ်ဖွေးသဖြင့်တုံရင်သောအတန်မျိုးလေးမဟုတ်ဝါရော်တဲ့လွန်ခဲ့သောကြောင့်လေဆန်နေသောလက္ခဏာမျိုးလေးမဟုတ်ကြားနေရသောညီးညွတ်တဲ့မှာတစုံတစ်ခုအကျဲကျဲအောင်နေသဖြင့်ညီးညွတ်နေသောအတန်မျိုးဖြစ်တယ်ယောဂဖြစ်တာကြပြီလားမကြသေးပါဘူးဆရာကြီးရဲ့ညနေပိုင်းအလောက်ကပြန်လာပြီးမှကောက်ကငင်ကားဆိုသလိုအခုလိုဖြစ်လာပါပဲအရင်ကငှက်ဖျားရောဂါအခန်းရှိခဲ့ဘူးလားတခါမှတော့မဖြစ်ဘူးပါဘူးသူထိခိုက်တရားတစ်ခုခုရထားသလားအဲ့ဒီလိုလည်းမတွေ့ရပါဘူး
ဥပန်ကောင်ကအတန်ကြောင်စဉ်းစားနေတယ်အတန်ကြောင်မှကျုပ်လူနာကိုကြည့်ပြစေအဲ့ဒီလိုပြောလိုက်ရလူနာရှင်များကချင်းအောင်ဆကိုမတင်ပေးကြတယ်လူနာကအသက်40ကျော်ရွယ်ခန့်ရှိသောအမျိုးသားတူဖြစ်ပြီးအဲ့ရပေါ်မှာလေးနေပြီးငှက်ဖြားတဲ့တကယ်တော့တုံနေလေတယ်ဥပန်ကောင်ကအသေးချာကြည့်တော့လေချင်းထောင်ရိတ်ကြောင့်အလေးရကောင်းစွာမမြင်ရသဖြင့်သေကွေးစွာမမြင်ရပါနေမောင်ဒီနောက်ကိုလာကြည့်စမ်းကွယ်အဲ့ဒီလိုခတ်တဲ့ဖြင့်နေမောင်ကအနာတော်ကတ်သွားကအသေးအချာငုံကြည့်လေတယ်ထိုအခါလူနာကိုပေါ်၌အော်ဖေကောင်းတော့အရာများကိုတွေ့ရလေတယ်ဟင်ဘာတွေ့ရတယ်လဲသူ့ကိုယ်ပေါ်မှာပိုက်ကျိုးမြင်မြင်လေးတွေနဲ့ပတ်မိနေတဲ့အဖဟင်ဒီတခါအော်ရသူကဥပန်ကောင်းပင်ဖြစ်တယ်တေချာရီလာနေမှာတေချာရီကဖသူ့ကိုယ်ပေါ်မှာပတ်မိနေတဲ့ပိုက်ကျိုးကမြင်မြင်လေးတွေဆိုတော့တော်ရုံနဲ့မမြင်အောင်အဲ့ဒီပိုက်ကျိုးတွေပတ်နေတာကြောင့်သူ့အော်နေရပဲချက်စကားကြတော့ကဥပန်ကောင်းကလူနာချေနေကိုကောင်းစွာသဘောပေါက်သွားမိတော့လေနောက်ထိဘာမှထပ်မပြောတော့ပါဆရာကြီးရေတက်နိုင်လူနာကိုယောဂပြောင်းကူးပေးခဲ့ပါရှင်ကျမတို့အသက်ဘိုးအတွက်ထိုက်တအောင်ကြောပါမယ်အဲ့ဒီလိုလူနာရှင်ဖြစ်ရတဲ့တော့မိမကြီးကတောင်းပန်ပြောဆိုလေတယ်ဒီလောက်လေစိတ်ပူမနေပါနဲ့လေလူနာကိုကြောက်ကြည့်ပေးပါမယ်အဲ့ဒီလိုပြောကအဲ့ရတဲ့မှာဒီဒေးအိအော်ဟိညင်းညူနေတဲ့လူနာကိုထူပွေစေပြီးအသေးအချာကြည့်တယ်အမှန်ပဲကိုပေါ်မှာပိုက်ကျိုးမြင်ကလေးများအထက်ထက်ရွှေ့ပတ်နေသည်ကိုမြင်ရတယ်တော့ကြလူနာကိုအဲ့ရပေါ်မှာပြန်လှင်းနေစေပြီးစေကောင်အိတ်ထဲမှာတင်းငယ်လာတဲ့ဓာတ်တလက်ကိုထုတ်ယူလိုက်တယ်ထိုဓာတ်ငယ်သည်စေကူးတရာတွင်အတုံးပြုသည်မိုးကြိုးသွားဖြင့်ပြုလုပ်ထားသောဓာတ်ငယ်ဖြစ်တယ်ဥပန်ကောင်ကလူနာကိုငိအောင်ကင်ထားစေပြီးနောက်စေတာဖြင့်လူနာရဲ့ကိုယ်ပေါ်မှာပိုက်ကျိုးမြင်များတဆချင်းဖြတ်ထုတ်ပြလေတယ်အတန်းကြအောင်ဖြတ်ထုတ်လိုက်တဲ့အခါမှာလူနာကိုယ်ပေါ်မှာပိုက်ကျိုးမြင်ကလေးများမှာနဘေးသို့ပုံကျသွားလေတယ်နေမောင်ဒုက္ခရှိရှိတချောင်းယူလာခဲ့အဲ့လိုပြတဲ့ဖြင့်နေမောင်ကလူနာရှင်များထံမှဒုက္ခရှိတချောင်းကိုတောင်းယူကအနီးသို့လာတယ်အဲ့ဒီပိုက်ကျိုးမြင်တွေကိုလက်နဲ့မထိစင်နဲ့ဒုတ်အဖျားနဲ့ကော်ယူပြီးအပြင်ကိုရှူသွားအပြင်ကိုရောက်ရင်မကောင်းတဲ့ဥပါအန်ဒီသွားပါရောလို့ပြောပြီးတော့မိရှုပြလိုက်အဲ့ဒီလိုမှကြတဲ့ဖြင့်နေမောင်ကဒုတ်တချောင်းနဲ့ပိုက်ကျိုးမြင်များကိုကော်ယူလာပြီးအရင်ပြေသို့ထုတ်ယူလာတယ်အပြင်ဘက်ကော်လက်သို့ရောက်တော့အခါရှင်နယ်စီလောင်းကမိရှုပြလိုက်တယ်မကောင်းတဲ့ဥပါအန်ဒီတွေအားလုံးပါရောဟေးအဲ့ဒီလိုပါဇက်ကလည်းရေရော့ပြောဆိုလိုက်တယ်ထို့သို့ပြုလုပ်လိုက်တော့အခါအိမ်ထဲမှာကျန်နေခဲ့သောလူနာမှာချက်ချင်းဆိုသလိုအဟိညင်းညူတဲ့များပျောက်သွားလေတော့တယ်ထမင်းနေနေတာကိုရေတောက်ချလိုက်တဲ့ကဲ့သို့ချက်ချင်းသက်သာရသွားပြီးသူ့အလိုလိုထထိုင်လာလေတော့တယ်တကူလုံးမှာလည်းချွေးသေးချွေးပေါက်များကျဆင်းလျက်ရှိနေတယ်ကြွားခါမှာစောစောကစိုးရိမ်ပူပန်နေကြရန်ရှိကြတဲ့လူနာရှင်များရောဆရာပေးလာသည့်ဥတီလာတို့တွေပါစိတ်သက်သာရရှာသွားကြဟန်နဲ့ပြုံးနိုင်နိုင်လာကြတော့တယ်ဥတီလာဆိုလျင်တော်ပါပေတယ်လို့သာရေရော့ပြောဆိုနေကြလေတယ်ချက်ချင်းဆိုသလိုကျမ်းမရှင်လန်းလာတော့လူနာကမျက်နှာပေါ်မှာချွေးများတုပ်ရင်ကေဆရာကြီးရဲ့ကျေးဇူးကတော့ကြီးလာပါပဲတဲ့ဆရာကြီးနဲ့သာမတွေ့ရင်သူတစ်ပါးနှိစတဲ့တန်ကြောင့်ဒီကနေ့ညမုတ်ချတယ်မှာအမှန်ပဲဆရာကြီးတို့ကိုကတော့ရအောင်ငွေယူခဲ့ကြအဲ့ဒီတော့ပြောလိုက်တဲ့အခါမှာစောစောကချင်တော်နှစ်ပေမှာထိုင်နေသောမိန်းမတယောက်ကနေရာမှထကအခန်းထဲသို့ဝင်သွားလေတယ်ပြန်ထွက်လာတော့အခါကောင်းအေးအန်တခုနဲ့ငွေပြားများထိပြည့်ယူလာတော့အရာကိုပေးတယ်ဒါကဆရာကြီးအတွက်အသက်ဖိုးကတော့တာပါအဲ့ဒီလိုပြောဆိုကကတော့ကြတယ်ထို့နောက်ဟေးဆရာကြီးနဲ့အိတ်တွေကိုပြန်ပို့ဖို့လှည့်စင်တဲ့ဖြစ်ပြီလားကွယ်အဲ့ဒီလိုလှမ်းမေးလိုက်ရနေရင်ပြင်ဖက်မှာအစင်းသစ်ဖြစ်ပါပြီအဲ့ဒီအတန်ကိုကြားရလေတယ်ကိစ္စအလုံးပြီးပြီးအောက်တော့ပြန်ဆင်းလာတော့အခါအင်းရှိတွင်နွားနှကောင်တက်ထားတဲ့လှေတစင်းကိုတွေ့ကြရတယ်လူနာတွင်ဆရာလာပေးသူများထဲမှဥတီလာတယောက်သာပြန်လိုက်ပြီးကျန်လူများကနေရခေးကြရာလှေပေါ်တွင်ဥပန်ကဥတီလာနဲ့နေမောင်တို့၃ယောက်သာပါတော့လေတယ်လှေလန်းကြောက်ကရွာပြင်ဘက်မှမောင်းတော်လန်းဖြစ်ကခဏချင်းမှပဲလှေစိတ်သို့ပြန်ရောက်လာကြတယ်ထို့နောက်ဥတီဟာကိုနှုတ်ဆက်ကလေတွေသို့ပြန်ဆင်းကြလေတယ်လှေတွေပြောင်းတော့အခါမှာနေရာသာတပြင်းချနိုင်ကြပြီလူနာရှင်ပေးလိုက်သောငွေများကိုမိအောင်ဖြင်းကြည့်လေရာကြောင်နဲ့ဥကောင်းတစိမ့်ပါတဲ့ငွေများဖြစ်သည်ကိုတွေ့ကြရလေတော့တယ်နေမတို့လျောက်ပင်တပတ်လောက်ကြာမှာပင်
လေပေါ်တွင်ယူဆောင်လာသောကုန်ပစ္စည်းများအတော်ကုန်သွားလေတယ်ထို့သောရောင်းကုန်သွားခြင်းမှာတခြားကြောင့်မဟုတ်ပေဥတီလာတို့မိသားစုများကဝိုင်းဝန်းကူညီရောင်းချပေးသောကြောင့်ဖြစ်တယ်မော်ဂနီရွာတို့ရောက်ပြီးတပတ်ခန့်ကြာသောအခါမှာပင်လေသားများနဲ့ရွာသူရွာသားများမှာမြန်မာတမ်းမိပြီးရင်းနှီးခင်မင်သွားကြတယ်ရွာသူရွာသားများကဈေးဝေလာရင်းနဲ့၎င်းနေအိမ်သို့အလေးပတ်လာရန်ဖိတ်ခေါ်ကြသဖြင့်ညနေပိုင်းအလုပ်ပြီး၍ရေမိုးချိုထမင်းစားတော့ပြီးတော့အခါလေသားများကဥပန်ကောင်းကိုခွင်တောင်းကအလေးပတ်သွားကြလေတယ်နေမောင်တို့မှလည်းနေ့လေပိုင်းဈေးရောက်လိုက်ရွာထဲမှာလူမမရှိလျင်စေကုတ်ပေးလိုက်နဲ့တရွာလုံးကအာကိုအထာပြုကခင်မေရင်းနှီးနေကြလေတယ်အတူတဖြင့်နေမောင်နဲ့မြာနှင်းဖြူမြာသိန်းကျုံညီမနှစ်ယောက်တို့မှလူငယ်တို့တပဝခင်မေရင်းနှီးကြပေရာနေ့လေပဲဆိုလျင်ညီမနှစ်ယောက်ကလေတွေတို့ဆင်းလာကဈေးကုတ်ရောင်းပေးကြတယ်ညောင်ဘက်အချိန်တွင်နေမောင်ကအပေါ်သို့တက်လေတယ်ထိုနေ့ညကနေမောင်ရောက်သွားတော့မြာနှင်းဖြူကိုသာတွေ့ရပြီးမြာသိန်းကျုကိုမတွေ့ရပါမြာသိန်းကျုတယောက်ရောမမြင်ပါလားညီမလေးကောင်းကောင်းနေမကောင်းလို့စောစောအိမ်အောင်ဝင်သွားပြီးလာထိုင်လျက်ကိုအဲ့ဒီလိုဖိတ်မဲ့တကားပြူကလက်ဖက်ရည်ချမ်းငါချောက်ဖို့မြေပေးကြော်စားတီတို့ဖြင့်အေခံလေတယ်နှစ်ယောက်သာအင်းရှိကုတ်ပြစ်ပေါ်မှာထိုင်ပြီးစကားပြောကြလေတယ်ဒီနေ့ကတဆောင်းပုံလာဆိုရဖြစ်တာကြောင့်လာရောင်ကတစွန်တစားကျင်နေသေးတယ်နှင်းမုံများကအာယူထိုးဖောက်ဆင်းလာတော့လာရောင်ကကွန်တီတော်အုံတော်များကိုဖြတ်၍မြေပြင်ပေါ်သို့ကျဆင်းလျက်ရှိတယ်ဆောင်းငွေစားနဲ့ကောင်းတဲ့နဲ့များကိုတည်ဆောင်လာတော့စာအုပ်လေကအုံလက်ခတ်တံများကိုဖြစ်ပေါ်စေပြီးမှမြေသို့ဆင်းသက်လာတယ်နှင်းမုံများနဲ့အတူပါလာတော့ကောင်းတဲ့နဲ့များကဆောင်းဦးရဲ့နမိတ်အာယုံများကိုထင်ဟပ်လာစေတယ်နေမောင်ကမြာနှင်းဖြူငှက်ထေပြီးတော့လက်ဖက်ကျန်းပကံကိုယူတော့ရင်မြာနှင်းဖြူတို့ရွာကလေးကအရန်ကိုအေးချမ်းသာတာပဲနော်အဲ့ဒီတော့ပြောလိုက်တယ်ကျမတို့ကအပြင်လူတွေနဲ့လည်းအဆက်အသွယ်မလုပ်ကြတော့အခုလိုတီးတီးတန်းတန်းလေးဖြစ်နေတာပါအကူကတော့မြို့ကြီးတွေကိုအရောက်ပေါက်များလာတော့ဒီလိုတော်တွေကရွာမျိုးရောက်ရင်ပြင်းနေမှာပေါ့နော်မပြင်းပါဘူးစိတ်ချမ်းသာစရာကောင်းလို့နောက်နေ့တွေလည်းရအောင်လာဖို့စိတ်ကူးနေတာအကိုတို့ပါလာတဲ့ကွန်ပျူတာတွေကုန်ရင်ပြန်ချရတော့မှာပေါ့နော်ပါလာတဲ့ကွန်ပျူတာတွေကုန်သွားရင်အပြန်ကုန်အတွက်ဝေဖို့စီစဉ်အောင်မေးအကိုတို့ကဘလို့ကွန်ပျူတာတွေကိုဝေချင်တာလဲအဓိကကတော့ဆန်ပေါ့နောက်စာငပီငချောက်စားတဲ့ပင်လယ်ထွက်ကုန်တွေကိုဝေချင်တာခက်တာကအခုအောက်ဘက်နေတွေမှာတိုက်ပွဲတွေဖြစ်နေတော့ဆင်းလို့မရအောင်လိုချင်တဲ့ကွန်ပျူတာတွေဘလို့ဝေရမယ်ဆိုတာမသိသေးပါဘူးလှေခွက်ကြီးဒီအတိုင်းပြန်လို့တော့မဖြစ်ဘူးအဲ့ဒီလိုပြကလက်ဖက်ရည်ချမ်းကိုလက်စားတက်တောက်လိုက်ပြီးပကံကိုပြန်ချထားလိုက်တယ်မိမောက်စကားကြားတဲ့အခါမှာမြနှင်းဖြစ်ကအတန်ကြာအောင်စဉ်းစားနေလေတယ်အတော်ကြီးကြာမှဒီလိုလုပ်ပါလားကျုံးညိုကြီးရဲ့အောက်ဘက်ထိပ်မှာချောင်းတစ်ချောင်းရှိတယ်အဲ့ဒီချောင်းထဲမှာရွာတရွာရှိတယ်အဲ့ဒီရွာကလူတွေနဲ့ကျမတို့နဲ့ဆွေမျိုးသားချင်းတွေပဲသူတို့ကတရွာလုံးသားငါးရှာကြတော့အကူတို့လိုချင်တဲ့ငပိငါချောက်တွေပေါ်ပေါ်များများရနိုင်ပါတယ်တစ်စကားကြတဲ့အခါနေမောင်ကဝမ်းသာသွားတယ်ဟန်ကြတာပဲဒါပေမဲ့အခုရက်ကရေတရက်ဖြစ်နေတော့ချောင်းထဲမှာရေနေနေပြီးလှေကြီးနဲ့ထွက်လို့မရဘူးဘယ်လိုလုပ်မလဲလှေကြီးထွက်မရလဲမပူနဲ့လေအခုလိုချင်တဲ့ပစ္စည်းတွေရနိုင်မရနိုင်ဆိုတာတစ်ခေါက်သွားကြည့်တာပေါ့ဒီကနေသွားရင်နေဝဲလောက်ပဲသွားရမှာမဝေးပါဘူးဘာနဲ့သွားကြမလဲခက်လေကလေးနဲ့သွားကြမှာပေါ့ဘယ်သူလိုက်ဖို့မှာလဲကျမလိုက်ဖို့မှာပေါ့အကိုရဲ့မနဲ့စောစောသွားကြတာပေါ့အဲ့ဒီတော့သွားရင်လည်းလမ်းမှာထူးဆန်းတာတွေတောင်မှအကိုမြင်ရအောင်မေဘာတွေလဲဟိုရောက်တော့တွေ့ရမှာပေါ့အခုလိုကူညီပေးတာကျေးဇူးတင်ပါတယ်များနေဖြူကျေးဇူးတင်စရာမလိုပါဘူးကိုနေမောင်ရဲ့ကျမတို့ကတော့အခုလိုကူညီပေးရတာကိုဝမ်းသာနေကြတာဒါဖြင့်ဘယ်နှစ်ယောက်သွားကြမှာလဲတခြားလေသမားတွေကိုအဖို့ခေါ်ခဲ့ရအောင်မလားမခေါ်ပါနဲ့တော့ကိုခီကဝေးလာတာမှမဟုတ်တာအကိုနဲ့ကျမနှစ်ယောက်ပဲသွားကြတာပေါ့ဘာလဲအကိုကကြောက်နေလို့လားမကြောက်ပါဘူးညာနေဖြူအတွက်အားနာနေလို့ပါဒရစ်ကားကြတဲ့အခါမှာညာနေဖြူကချစ်စပွဲပြုံးလိုက်လေတယ်ဘာမှအားနာစရာမလိုပါဘူးအကိုရဲ့ကျမကိုယ်တိုင်ကပို့ချင်လို့လိုက်ပို့တာပါကျမတို့စီမှာလှေတစင်းရှိတယ်အဲ့ဒီလေနဲ့မနဲ့စောစောထားသွားကြတာပေါ့ကောင်းပါပြီထို့နောက်ညီနာပိုင်ကိုရောက်လာတဲ့ဖြင့်နေမောင်ကညာနေဖြူကိုနှုတ်ဆက်ကလှေသေးတို့ပြန်ဆင်းလာတယ်လှေတယောက်တော့တခြားသူများကအိတ်နေကြပြီဖြစ်တော်လေဥပန်ကောင်ကမအိတ်သေးပဲဖျားရှိခိုးပြီးရင်ကုံတော်များရွက်ဖက်တရီစင်နေတယ်နေမောင်ဆင်းလာတာကိုမြင်မောင်ရွတ်ဆုံမှုများရလိုက်တယ်မင်းပြန်လာပြီလားဟ
ဟုတ်ကဲ့ပြန်လာပြီအဘမအိတ်သေးတာနဲ့အတော်ပဲပြောစရာရှိလို့ဘာပြောမှလဲပြောလေကျွန်တော်မနေ့ကျရင်ညာနေဖြူနေအောက်ဘက်ကိုခဏလိုက်သွားမလို့အဘဘာအတွက်လဲသူတို့သိရမှာကျွန်တော်တို့လိုချင်နေငပင်းငါ6တွေရမယ်လို့ပြောလို့သွားချင်းမလို့ပါထစကားကြတဲ့အခါမှာဥပိုင်ကောင်ကကွန်တရာကိုဝါဆိုင်ရင်အတန်ကြာအောင်စဉ်းစားနေတယ်လိုက်ချင်လဲလိုက်သွားဖို့ဒီပမေဘီနီယာကိုပဲသွားဖះကုံတော်တွေကိုဘတော်မှမမေ့လေနဲ့တန်မုတ်တွေကထားတော့နဲ့ပတဲကုံတော်တွေကိုအမြင့်ရွတ်ဆိုပြီးတော့သွားစိတ်ချပါပါနောက်တစ်ခုမင်းကမှားလိုက်ရအောင်မေဘီနီယာမစိုးတတိလက်လို့မနေနဲ့ဘေးရာကိုမှစိတ်ချယုံကြည်ပြီးမနေနဲ့အရေးကိစ္စကြုံလာရင်ဖះကုံတော်တွေကပဲကိုယ့်ကိုကြည့်တင်နိုင်တယ်ဟုတ်ကဲ့ငါမှချင်တာကလမ်းရောက်ရင်ညာနင်းဖြူကိုကြောင်နေကြီးနဲ့ပတ်သက်ပြီးတော့မေးကြည့်စမ်းကွာဘာကြောင့်လဲဗျတို့ဒီရွာကိုလာတာကုံရောင်းဖို့ကြီးအဓိကမဟုတ်ဘူးကွာအခုကုံရောင်းလို့ရတဲ့ငွေတွေနဲ့စီကူးလို့ရတဲ့ငွေတွေကိုပေါင်းလိုက်ရင်ငါတို့အတွက်ကလုံလောက်နေပြီပြန်မေးဆိုရင်ပြန်လို့ရနေပြီဒီပမီးကြောင်တဲ့မြို့တွေနဲ့ပတ်သက်တဲ့သတင်းကိုသိရလို့သိရညာစောင့်နေတာကွာဒီတော့အခွင့်အာဏာကိုင်းညာနင်းဖြူကိုမေးကြည့်ဖို့မမေ့နဲ့ကြားလာနေမှာဟုတ်ကဲ့ဗျထို့နောက်ဖျားရှိခုကုံတများရွက်ဖက်တရေစီပြီးအိယာဝင်ခဲ့လေတယ်အဲ့ရပေါ်ရောက်တော့လေတော်တော်နဲ့အိတ်မပြောပဲမြာနေဖြူအကြောင်းများကိုတွေးတောနေမိလေတယ်မြာနေဖြူမျက်နှာလေးကိုတည့်ရဝဲဝဲမြင်အောင်နေမိတယ်မော်ဂတင်ရွာကိုရောက်ပြီးရဲတံကြတဲ့အခါမှာတူဝချင်လေးကိုတူကအကေခမီစာပြုတ်နေကြတော့လေယခုမှတွေးကြရသူချင်းမို့ဖွင့်ပြောရမှာခံနေကြတယ်တော်တော်လေးမြာနေဖြူဤရိုးသားဖြူစင်သောအလားကိုတော့မျက်စိထဲမှာဖြောက်ဖြက်မရအောင်စိတ်ဝင်စားနေမိလေပြီအတွေးကောင်းနေတော့ကြောင့်အတော်ညင်းနေတော့မှအိပ်ပျော်သွားလေတော့တယ်အချိန်မမျှကြအောင်အိမ်မောကျသွားသည်မသိပါတရားပေါ်မှာဆင်းလာတော့ဖြူဖြူရိတ်တဲ့တန်းတစ်ခုကိုလှမ်းမြင်လိုက်ရသဖြင့်အံ့ဩသွားတယ်ထိုတဲ့တန်းကတရားပေါ်မှာလှေပေါ်ရအောင်ထိုးခင်းထားတဲ့ကုန်းပေါ်တရားပေါ်မှာနေကလှေပေါ်ရအောင်ဆင်းလာတယ်နေမောင်ကတဲ့တော်နဲ့အဲ့နေရာမှာထားထားလိုက်တယ်ဆင်းလာသူမှာအမျိုးသမီးတူဖြစ်ပေတကူလုံးအဖျားဝတ်များကိုဝတ်ဆင်ထားတယ်အနီးကိုရောက်လာတော့မှထိုတဲ့တန်းမှာမြာနင်းဖြူဖြစ်မှန်းသိရလေတော့တယ်ဟင်မြာနင်းဖြူကသူ့ကိုပြုံးရဲကြည့်နေတယ်ညချိန်မတော်ချင်းဘာကိစ္စရှိလို့လာတာလဲအကိုကျမကိုပြောစရာရှိတယ်မဟုတ်လားဟင်မင်းဘလို့သိတာလဲသိတာပေါ့အကိုရဲ့ဒါကြောင့်ကျမဆင်းလာခဲ့တာအကိုကျမကိုစိတ်ထဲကချစ်နေတယ်မဟုတ်လားဟုတ်တယ်ကိုမင်းကိုမြင်မြင်ချင်းပဲချစ်နေမိတယ်ဒါပေမဲ့အကိုဖွင့်ပြောရမှာခက်နေတယ်မဟုတ်လားနောက်ပြီးကျမတို့ဘောမှာလဲတန်တရားစိတ်တွေရှိနေတယ်မဟုတ်လားဒီလိုတော့မဟုတ်ပါဘူးဒီလိုဆိုလဲဖွင့်ပြောဖို့ကိုရင်ကျမကအကိုဖွင့်ပြောမှကိုစောင့်နေတာဟင်ဒါပေမဲ့တခုတော့ရှိတယ်နော်အကိုကျမအချက်ကိုရပြီးရင်တော့ကျမတို့နဲ့အမြဲတူတူနေရမယ်အကိုတသက်လုံးနေနိုင်ပါမလားတထိတ်မြန်နှင်းဖြူတို့ကလူအစ်စ်တွေရောဟုတ်ပါရဲ့လားဟုတ်ပါတယ်အကိုရဲ့လူတယောက်လုံးမြင်နေတာတော့လူအစ်စ်လားလို့မင်းနေတယ်အကိုကဘလို့ထင်လို့လဲဟုတ်ဘလို့မှမထင်ပါဘူးဒါပေမဲ့တမျိုးဖြစ်နေလားလို့ပါကျမတို့ကလူအစ်စ်တွေပါအကိုရဲ့ဒါပေမဲ့ဒီနေရာတွေကမအေးချမ်းလာဘူးရန်သူတွေကရှိနေတော့လှလှဝဝနေကြရတယ်နေမောင်းစိတ်ထဲမှာတော်ထဲမှာတောင်းချသူတွေကိုပြောနေသည်ဟုထင်မိလေတယ်ဒီနေရာကိုတော်တွေကတောင်းချသူတွေလာကြသလားသူတို့တွေတခါတည်းရန်လာတယ်တခြားရန်သူတွေကလည်းလာကြတယ်တကယ်တော့ကျမတို့တရွာလုံးကလူတွေဟာပစ္စည်းဥစ္စာတွေရှိကြတယ်ဒါပေမဲ့အဲ့ဒီပစ္စည်းဥစ္စာတွေကိုရန်သူတွေဖြစ်စီမှဆိုလို့ဒီနေရာမှာဝှက်ထားကြရတယ်ကျမတို့နေတဲ့နေရာကိုအကိုတို့ကြည့်ချင်နေဆိုရင်ပြပေးပါမယ်လေဟေးညာနေဖြူလို့နေကြတာဒီတရားထိတ်ကအင်ကြီးမဟုတ်လားမဟုတ်ဘူးဒီအိမ်ကဟန်ပြနေကြတာတကယ်နေတဲ့နေရာကဒီနေရာမှာရှိတယ်ကျမလည်းညှို့ထိုးပြတဲ့နေရာကိုအကိုကြည့်လိုက်ပါအဲ့ဒီလိုပြောဆိုကတနေရာတော့လက်ညှို့ထိုးပြလေတယ်ထိုနေရာမှာမိခိုးငွေလိုမြူကိုငွေများလိုဝဲဝဲရှိတိုင်းနေတယ်ထိုမိခိုးငွေများကြမှာကုန်းတန်းတစ်ခုရှိတယ်ထိုကုန်းတဲ့ပေါ်မှာဇေဒီပြန်နေအစာဦးအပြောပြန်များရှိနေတယ်ထိုနေရာမှာဆက်သွားလျင်ကြောင်မျက်နှာနဲ့တရံတူသောဂူပဝကြီးကိုမြင်ရတယ်ထိုအတွင်း၌ကြီးကျယ်ခမ်းနားသောတိုက်ကြီးတစ်လုံးရှိတယ်ထိုတိုက်ကြီးရဲ့အပဝမှာအလောင်းကြီးမှသောကြောင်နေကြီးတစ်ကောင်ထိုင်နေပြီးမျက်လုံးနှလုံးကဝင်းလေးတောက်ပါလျက်ရှိနေတယ်
တိုက်ကြီးဤပုံဝန်းကျင်မှာတော့နေရအနေသွာလာလှုပ်ရှားနေကြတယ်ကြောင်နဲ့များစွာတို့လည်းရှိနေကြတယ်ထိုတိုက်ကြီးတဲ့တွင်ရှေ့ဟောင်းအဝတ်အစားများဝတ်ဆင်ထားသောလူကြီးနှင့်အမျိုးသမီးကြီးတို့ရှိနေကြပေ၎င်းတို့မှတခြားမဟုတ်ပေ၎င်းတို့ကိုကူညီပေးနေကြတဲ့ရွာလူကြီးဦးတီလာနှင့်သူ့ရဲ့ဇနီးဒေါ်နင်းကျူတို့ဖြစ်ကြတယ်ထိုထက်ထူးဆန်းသည့်ကထိုတိုက်ကြီးတဲ့တွင်မြနှင်းဖြူရောမြသေးကျူပါညီမနှစ်ယောက်စလုံးရှိနေကြတယ်အဲ့ဒီနေရာကဘာလဲအဲ့ဒါကြောက်တရားမျက်ရှက်တိုင်းလို့ခေါ်တယ်ဒီတိုက်ကြီးကိုစောက်ရှောက်နေတာကတိုက်ပဝါမှာထိုင်နေတဲ့ကျောင်းနဲ့ကြီးပဲကျောင်းနဲ့ကြီးရဲ့မျက်လုံးကအမြုပ်တွေတက်ကိန်းနေတော့သိသိရှိတယ်သူ့ကိုဘယ်သူမှနှောက်ရှက်လို့မရနိုင်ဘူးဒါဖြင့်မြနှင်းဖြူတို့ကအုပ်ဆောက်ဆောင်နေလိုက်ထို့တော့မေးလိုက်တော့ကမြနှင်းဖြူကသဘောကျစွာတစ်ချက်ပြောလိုက်တယ်မဟုတ်ပါဘူးအကိုရေကျမတို့ကတော့လူအစ်စ်တွေပါအဲ့ဒီလိုပြောဆိုကနောက်တော့ပြန်လေကလေပေါ်မှာတထောက်ဘော်ကိုပြန်တက်သွားလေတော့တယ်ထိုအခါဆွေလန်းမှုကြောင့်ကြောင်ကတန်းဖြင့်အိမ်မက်နေသောနေမောင်မှာအိပ်ပျော်နေရမှာလန်နိုးလာလေတော့တယ်လူကနိုးလာတော့လေမျက်စိထဲမှာအိမ်မက်ပုံရိပ်များကထင်ဟပ်နေစေပင်စိတ်ထဲမှာလေကြောင်တရားမျက်ရှင်တိုင်းလို့ရေရော့နေမိတယ်အခုမြင်မှတ်တဲ့အိမ်မက်ကဘလို့တော့အကြောင်းအရာများကြောင့်မက်တီကိုတော့နေမောင်ကိုယ်တိုင်ပဲမဝေခွေးနိုင်တော့ပါ